မင်္ဂလာပါခင်ဗျာရီ Action AD Channel မှာကြိုဆိုပါရစေ။လက်တွေ့ဖြစ်ပွားနေတဲ့ပွင့်လင်းတဲ့သုံးသက်ချက်နဲ့မြန်မာပြည်သူတိုင်းသိထိုက်သိတဲ့သတင်းမှန်တွေကိုစနစ်တကျတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နားဆင်သွားကြပါ။တော့ယူကရိန်းနဲ့ရုရှားကပြဿနာတက်တယ်။ဘာကြောင့်တက်လဲ။အဓိကအဖြစ်တော့ယူကရိန်းကိုပေါ့နော်နေတိုးအဖွဲ့ကယူကရိန်းကိုဆွဲဆောင်တယ်နေတိုးအဖွဲ့ရဲ့ဝင်မှုမြောက်အတ္တလန္တိတ်စေးမဟာမိတ်စာချုပ်ပေါ့နော်နေတိုးအဖွဲ့ကဆွဲဆောင်တယ်အဓိကအဖြစ်တော့ပြောရရင်တော့ယူကရိန်းနိုင်ငံဆိုတာရုရှားနဲ့ထိစပ်နေတဲ့နိုင်ငံဖြစ်တယ်အဲ့တော့ယူကရိန်းကိုနေတိုးထဲဝင်လိုက်ခြင်းယူကရိန်းဟာနေတိုးထဲဝင်လိုက်ခြင်းအပြင်ရုရှားရဲ့ခြံစည်းကိုအဆက်မှာနေတိုးတပ်ဖွဲ့တွေဟာပြီးတော့ရုရှားနဲ့အနီးဆုံးနေရာကိုရောက်သွားမှာ။ဘာကြောင့်လဲဆိုတော့ရုရှားနဲ့နေတိုးကြားမှာလည်းစီးရေးရအားပြိုင်မှုတွေရှိနေတာ။နေတိုးအဖွဲ့အနေနဲ့ကရုရှားကိုပိတ်ဆို့ထားလိုက်နိုင်ရင်သူတို့အနေနဲ့ကျန်တဲ့ဥရောပဒေသတွေကျန်တဲ့ကျွန်တော်တို့ဒီပြောလို့ရှိရင်အာရှဒေသတို့เนาะဒီနေရာတွေမှာနေတိုးအဖွဲ့အနေနဲ့ပို့ပြီးတော့စီးရေးရဝင်ရောက်ဆွတ်ဖက်မှုတွေကိုပြောင်ပြောင်တင်းတင်းဆွတ်ဖက်လာနိုင်မယ်ပေါ့နော်။စသည်အပြင်တခြားမဟာဗျူဟာတွေလည်းရှိတာပေါ့။အဲ့လိုမဟာဗျူဟာတွေနဲ့ယူကရိန်းကနေပြီးတော့နေတိုးအဖွဲ့တွေကိုဝင်ဖို့အတွက်လုပ်လိုက်တယ်။ဒါပေမဲ့အဲ့အချိန်မှာရုရှားကပြောတယ်ယူကရိန်းနေတိုးအဖွဲ့တွေမဝင်ဘူး။ယူကရိန်းနေတိုးအဖွဲ့တွေဝင်လို့ရှိရင်ရုရှားအနေနဲ့ယူကရိန်းကိုစစ်တပ်ရလိမ့်မယ်ဆိုဒီလိုပြောတယ်။ပြောတော့ယူကရိန်းကတော့ယူကရိန်းကအဲ့အချိန်မှာဇလန်စကီစပြီးအုပ်ချုပ်နေပြီနော်။ဇလန်စကီကတော့တကယ်ဝင်တိုက်လိမ့်မယ်မထင်ဘူး။ဒီမှာရှိတဲ့နေတိုးအုပ်စုဝင်နိုင်ငံတွေကလည်းဟာယူကရိန်းကိုတိုက်ရင်ဘာလုပ်မယ်ညာလုပ်မယ်စသည်အဖြစ်ပေါ့။ဒါပေမဲ့ရုရှားကစကားပြောကြီးပဲမဟုတ်ဘူး။ယူကရိန်းကိုတကယ်ဝင်တိုက်ပလိုက်တယ်။အဲ့တော့နေတိုးယူကရိန်းကနေတိုးဖွဲ့လဲဝင်မယ်ဆိုတာအခုမှမဟုတ်ဘူး။2019ကလည်းတစ်ခါဖြစ်ဘူးတယ်။အဲ့ဒီအချိန်တုန်းကရုရှားကခရိုင်းမီးယားကျွန်းဆွယ်ဒေသကိုသိမ်းလိုက်တယ်။အခုယူကရိန်းကနေတိုးဖွဲ့လဲဝင်မယ်ဆိုတဲ့အချိန်မှာရုရှားနဲ့ယူကရိန်းကြားမှာရှိနေတဲ့လူဟန်စ်တို့ဒေါညက်စ်တို့စတဲ့မြို့ကြီးတွေကိုသိမ်းထားလိုက်တယ်။ဆိုသိမ်းထားပြီးတော့နိုင်ငံရေးအလှည့်အပြောင်းတွေမှာအမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကနေပြီးတော့ဒေါ်နယ်ထရန့်ကဂျိုးဘိုင်ဒန်ကိုအနိုင်ရသွားတယ်။ဒေါ်နယ်ထရန့်ကသူ့ရဲ့ရွေးကောက်ပွဲမဲဆွယ်စဉ်ကာလမှာတည်းကပြောတယ်။ဥရောပနိုင်ငံတွေအနေနဲ့အမေရိကန်ရဲ့ကာကွယ်ရေးထိအောက်မှာရှိခြင်းဒီအတွက်ကိုဈေးပေးရမယ်ဈေးခံရမယ်ဆိုပြီးတော့အဓိကအဖြစ်တော့အမေရိကန်ရဲ့ကာကွယ်ရေးထိဆိုတာတော့နေတိုးပေါ့နော်နေတိုးအဖွဲ့ကြီးထဲမှာရှိတဲ့ဥရောပနိုင်ငံတွေကိုအမေရိကန်တနိုင်ငံတွေကထောက်ပံ့တာမျိုးစီးရေးရထောက်ပံ့တာမျိုးမလုပ်တော့ဘဲနဲ့ဥရောပနိုင်ငံတွေအားလုံးကအညီအမျှကာကွယ်ရေးရန်ပုံငွေထည့်ဝင်ရမယ်ဆိုပြီးတော့အမေရိကန်တွေလို့ပြောတယ်ပြောပြီးနောက်ပိုင်းမှာအမေရိကန်နိုင်ငံကနေတိုးနဲ့ပတ်သက်တဲ့ထေဝင်အလုပ်တွေမလုပ်တော့ဘူးဂျွန်နယ်ထရန့်တက်လာတဲ့အချိန်မှာနေတိုးအဖွဲ့ကြီးကပြောရရင်တကယ်တော့အမေရိကန်ကစတင်တည်ဆောင်ပေးခဲ့တဲ့အဖွဲ့ကြီးဒါပေမဲ့အမေရိကန်မပါတော့ဘူးဆိုတော့အမေရိကန်မပါတော့မို့အမေရိကန်ကဒီနေတိုးအဖွဲ့ကြီးနဲ့တကယ်ကိုတိတ်ဖက်လဲတင်းငင်းမလုပ်လာတဲ့အခါကျတော့ဥရောပအနေနဲ့တော်တော်လေးဘယ်လိုခေါ်မလဲစိုးရိမ်စရာအဆင့်တော့ရောက်သွားတယ်။ဘာကြောင့်လဲဆိုတော့ဥရောပနိုင်ငံတွေဟာအမေရိကန်ရဲ့နျူကလ িয়ার ထိအောက်မှာနေရတာပေါ့နော်။နေတိုးအဖွဲ့ဝင်တွေရဲ့စီးမင်းထဲမှာလည်းပါလဲဆိုတော့နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကိုအခြားနိုင်ငံတစ်ခုကစီးရေးရန်ဆလာတာတွေတိုက်ခိုက်လာတာတွေလုပ်ရင်နေတိုးအဖွဲ့ကြီးကိုတိုက်ခိုက်တယ်လို့ပတ်ယူပြီးတော့ပြန်လည်တိုက်ခိုက်မယ်ဆိုပြီးဒီလိုပြောတာ။အဲ့တော့ဒါပေမဲ့ယူကရိန်းနိုင်ငံကတော့နေတိုးအဖွဲ့ဝင်နိုင်ငံမဟုတ်သေးဘူး။မဟုတ်သေးတဲ့အတွက်ရုရှားကယူကရိန်းကိုတိုက်လို့ရတယ်။ဒါပေမဲ့ဥရောပနိုင်ငံတွေရဲ့ကြောက်ဖို့ကောင်းတာဘာလဲဆိုတော့ရုရှားနဲ့အမေရိကန်ကနျူကလ িয়ার ထိပ်ဖူးအရေးအတွက်ချင်းအတူတူပဲအဲ့လိုပဲနျူကလ িয়ার ပြစ်လို့ရတဲ့ဒုံးမြတ်နည်းပညာမှာလည်းတယောက်နဲ့တယောက်ကြားမှာနည်းပညာချင်းအတူတူလောက်ပဲအဲ့လိုပဲရုရှားမှာကနျူကလ িয়ার ရင်ငုတ်သင်္ဘောပေါ့နော်နျူကလ িয়ার ပြစ်လို့နိုင်တဲ့ရင်ငုတ်သင်္ဘောနည်းပညာပိုများတယ်ပြောရရင်တော့ဒီယူကရိန်းအရေးကြောင့်ရုရှားနဲ့ဥရောပတကယ်ပြဿနာဖြစ်လာရင်တကယ်ခံရမှာကဥရောပနိုင်ငံတွေဖြစ်တယ်ဒါပေမဲ့အမေရိကန်ကဥရောပနိုင်ငံတွေကနေခွာပြီးတော့ရုရှားနဲ့ပိုပြီးအဆင်ပြေအောင်ပေါင်းလာတဲ့အခါမှာဥရောပနိုင်ငံတွေအနေနဲ့အစပိုင်းမှာတော့ဘာလို့မှမသိဘူးနောက်ပိုင်းမှာတော့ယူကရိန်းကိုပိုပြီးတော့ထောက်ပံ့မယ်လို့ဘာလို့စရဲပေါ့နော်ပုံတရံအမျိုးမျိုးနဲ့ဘယ်လိုခေါ်မလဲလေစစ်ပွဲတွေတိုက်ကြတော့အဲ့တော့ပြီးခဲ့တဲ့ရက်ပိုင်းမှာပြောရလို့ရှိရင်အတိအကျပြောရရင်
G20 အစည်းအဝေးမစခင်လေးမှာ Donald Trump နဲ့ရုရှားသမ္မတ Vladimir Putin နဲ့ကနှစ်ယောက်ဆွေးနွေးပြီးတော့ယူကရိန်းစစ်ပြေငြိမ်းရေးကိုဖြစ်စီမဲ့ပေါ့နော်အချက်28ချက်ပါတဲ့ဘယ်လိုခေါ်မလဲယူကရိန်းရုရှားစစ်ရစဲရေးဆိုပြီးတော့အမေရိကန်နဲ့ရုရှားကအဲ့ဒါကိုထုတ်ပြန်လိုက်တယ်သူက28ချက်ထဲမှာပါလဲဆိုတော့ကျွန်တော်နည်းနည်းဖတ်ပြမယ်ယူကရိန်းရဲ့အချုပ်အခြာအာဏာကိုအတည်ပြုမယ်တဲ့အမေရိကန်ရောရုရှားရောရုရှားယူကရိန်းဥရောပအကြားကျူးကျော်စစ်တွေမဖြစ်ရေးပြည့်စုံတဲ့သဘောတူစာချုပ်ရေးဆွဲမယ်လွန်ခဲ့တဲ့အနှစ်30ကတင်းမာမှုတွေကိုလည်းပြေလည်သွားပြီလို့သတ်မှတ်လိုက်မယ်တဲ့နှစ်မှာ3မှာကြတော့ရုရှားကအိန္ဒိယနိုင်ငံတွေကိုမကျူးကျော်ရဘူးနေတိုးကလည်းထပ်မချဲ့ရတော့ဘူးဒီချက်ကပိုအရေးကြီးဆုံးပဲဥရောပနဲ့ရုရှားကြားဥရောပနဲ့ယူကရိန်းကြားရုရှားနဲ့ယူကရိန်းကြားရုရှားနဲ့တခြားကျွန်တော်တို့ဘောလတစ်3နိုင်ငံပေါ့နော်အက်စတိုးနီးယားတို့လစ်သူရေးနီးယားတို့လာဗီးယားတို့ဒီနိုင်ငံတွေကြားမှာပြဿနာဖြစ်နေရတဲ့အဓိကကတော့ဘာကြောင့်လဲဆိုတော့2019ခုနှစ်ထဲကနေတိုးအဖွဲ့ကြီးကရုရှားကိုဂရိပေးထားတာရှိတယ်အဲ့ဒါကသူတို့အနေနဲ့ရုရှားနယ်စပ်အထိရောက်လာအောင်နေတိုးအဖွဲ့ကြီးကိုထပ်မချဲ့တော့ပါဘူးလို့ဒီလိုဂရိပေးထားတာရှိတယ်ဒါပေမဲ့နေတိုးအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ဥရောပနိုင်ငံတွေကအဲ့ဒီဂရိကိုမလိုက်နာပဲနဲ့ယူကရိန်းတို့ဘောလတစ်3နိုင်ငံတို့စတဲ့နိုင်ငံတွေကိုနေတိုးအဖွဲ့ဝင်ဖြစ်တိုးချဲ့ဖွဲ့စည်းရတဲ့ဒီရုရှားယူကရိန်းပြဿနာဖြစ်လာတာဒါအခြေခံအကြောင်းရင်းပဲအဲ့တော့ဒီနံပါတ်3ချက်ကတော့ရုရှားအနေနဲ့လက်ခံမှုပိုများတယ်ရုရှားကအိန္ဒိယနိုင်ငံတွေကိုမကျူးကျော်ရဘူးနေတိုးကလည်းထပ်မတိုးချဲ့ရတော့ဘူးရုရှားနဲ့နေတိုးကအမေရိကန်ရဲ့စစ်ဆက်ပေးမှုအောက်မှာလုံခြုံရေးပြဿနာတွေကိုအရှိန်မြင့်မလားရေးလုံခြုံရေးရဲ့ပြဿနာတွေအရှိန်မြင့်မလားရေးရဲ့အနာဂတ်စီးပွားဖွံ့ဖြိုးရေးနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုညှိနှိုင်းပြောဆိုကြရမယ်တဲ့ယူကရိန်းကလုံခြုံရေးအတွက်စိတ်ချရတဲ့အာမခံချက်တွေရှိရမယ်ယူကရိန်းစစ်တပ်ကိုစစ်သား6သိန်းအထိပဲထားရှိရမယ်ယူကရိန်းကနေတိုးရဲ့မွေမှုဆိုတာကိုသူ့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ထိန်းသိမ်းရမယ်နေတိုးလည်းအလားတူထိန်းသိမ်းရမယ်နေတိုးတပ်ဖွဲ့တွေယူကရိန်းထဲမှာစစ်စခန်းမချရဘူးဥရောပနေတိုးတပ်တွေပိုလန်မှာတပ်ဆွဲစခန်းချရမယ်ပိုလန်နဲ့မကြော်အောင်ပေါ့နော်အမေရိကန်လုံခြုံရေးအာမခံချက်အမှတ်30ကကြတော့အမေရိကန်လုံခြုံရေးအာမခံချက်ကကာကြီးမှာအာမခံဝန်ဆောင်ပေးမှုအတွက်ရော်ကြီးကိုအမေရိကန်ရရှိရမယ်ခါဝေးကအကဲယူကရိန်းကရုရှားကိုကျူးကျော်ရင်ဒီအာမခံချက်ဆုံးရှုံးမယ်ခေါင်းငယ်ကရုရှားကယူကရိန်းကိုကျူးကျော်ရင်ကမ္ဘာလုံးဆိုင်ရာဆန်ရှင်တွေအကုန်ပြန်လုပ်မယ်အတိအမှတ်ပြုပေးထားတဲ့နေပြည်ပိုင်နက်အသစ်တွေကိုပြန်ရုပ်သိမ်းမယ်ကာကြီးကကြောင့်အကဲယူကရိန်းကမရည်ရွယ်ပဲမော်စကိုနဲ့စိန့်ပီတာစဘတ်တို့ကိုပြစ်ခတ်ရင်အာမခံချက်ပြတ်ပြားမယ်တဲ့ယူကရိန်းဟာ EU အဖွဲ့ဝင်ဖြစ်ခွင့်ရှိတယ်နေတိုးအဖွဲ့ကိုဖြစ်ခွင့်မရှိဘူးเนาะဒါမျိုးပေါ့เนาะယူကရိန်းကကမ္ဘာလုံးဆိုင်ရာပြည်လည်ထူထောင်ရေး package ထဲမှာဖွံ့ဖြိုးတိုးတက်ရေးဓာတ်ငွေပိုက်လိုင်းပျက်စီးနေတဲ့လူနေဒေသအဆောက်အုံတွေအတွက်ကိုကမ္ဘာဘဏ်ငွေကြေးအကူအညီတွေပါဝင်မယ်တဲ့ကမ္ဘာဘဏ်ငွေကြေးထုတ်ချေးပေးရမှာဗျာเนาะ73ကကြောင့်ရုရှားကလည်းကမ္ဘာစီးပွားရေးထဲကိုအလုံးစုံပြန်လည်ဝင်ရောက်လာရမယ်ဆန်ရှင်အားလုံးကိုလည်းဖျက်သိမ်းပေးမယ် G8 ထဲကိုလည်းပြန်လာဖို့ဖိတ်ခေါ်မယ် G20 ကိုပြောတာနော် G8 ထဲကိုလည်းပြန်လာဖို့ဖိတ်ခေါ်မယ်ရုရှားကိုပြန်ဖိတ်ခေါ်မယ်ဆိုတဲ့သဘော14ကရုရှားရဲ့ frozen အလုတ်ခံထားတဲ့ freeze လုပ်ထားတာနော် freeze လုပ်ခံထားတဲ့ပိုင်ဆိုင်မှုတွေ14မှာအဲ့ဒီကပါလို့နံပါတ်ကကြီးမှာအမေရိကန်တွေကဒေါ်လာဘီလီယံ100ကိုအမေရိကန်ကဥဆောင်ပြီးယူကရိန်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေထဲမှာ invest လုပ်မယ်တဲ့ investment ကရတဲ့အကျိုးမြတ်တွေက90%ကိုအမေရိကန်ကရမယ်ခါဝေးရတော့ဥရောပကယူကရိန်းပြန်လည်ထူထောင်ရေးအတွက်နောက်ထပ်လိုအပ်နေတဲ့ဒေါ်လာဘီလီယံ100ကိုထည့်ပေးရမယ်တဲ့ခေါင်းငယ်ကြတော့ဥရောပက freeze လုပ်ထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကိုတော့ unfreeze ပြန်လုပ်ရမယ်ဆိုတော့ပြောရရင်တော့ပြန်ပြီးတော့ပေးရမှာနော်ပြန်ပြီးတော့ဟိုနေ့ပြောရမှာပေါ့ရုရှားကိုပြန်ပေးရမှာနော်ဂါကြီးကကြံတဲ့အမေရိကန်တွေကရုရှား free လုပ်ခံထားရတဲ့ပိုင်ဆိုင်မှုတွေကိုအမေရိကန်ရုရှား special investment တွေ joint project တွေအတွက်အသုံးပြုမယ်တဲ့ဒါမှအပြန်အလှန်စိတ်ဝင်စားမှုရှိပြီးကြာရှည်ခိုင်မြဲမှုရှိမယ်တဲ့15ကျလုံခြုံရေးအတွက်စောင့်ကြည့်ဖို့အမေရိကန်ယူကရိန်းရုရှားပူးပေါင်းလှုပ်ရှားတဲ့အဖွဲ့တစ်ခုဖွဲ့မယ်အမေရိကန်ယူကရိန်းရုရှားရပေါ့နော်ဒီလုံခြုံရေးအတွက်ကို joint venture ပေါ့နော်16ကကျရုရှားဥရောပနဲ့ယူကရိန်းကိုမကျူးကျော်ပါဘူးဆိုတာတရားဝင်ဆောင်ထင်းရမယ်တဲ့19ကျတော့အမေရိကန်နဲ့ရုရှားနျူကလ িয়ার ထိန်းသိမ်းရေးစာချုပ်တက်တန်းတိုးမယ် step 1အပါဝင်တဲ့18ကကျတော့ယူကရိန်းဟာ
ဒီလက်ရှိအနေအရ non nuclear state အဖြစ်ဆက်ရှိနေရမယ်တဲ့ nuclear ဒီယူကရိန်းကို nuclear ပိုင်ဆိုင်ခွင့်မပေးဘူးဆိုတဲ့သဘော19ကကြတော့ IAEA ရဲ့ supervision အောက်မှာ Zaporizhzhia nuclear စက်ရုံပြန်လည်ပတ်မယ်ထွက်ရှိလာမဲ့ဓာတ်အားတွေကိုရုရှားနဲ့ယူကရိန်း50-50အညီအမျှခွဲယူရမယ်20ကကြတော့နှစ်နိုင်ငံလုံးကအပြန်အလှန်နားလည်မှုတီးခံနိုင်မှုအတွက်ပညာရေးယဉ်ကျေးမှုဖြစ်တဲ့ရပဲလူမျိုးရေးခွဲခြားမှုအခြေအမြင့်ဆွဲလန်းမုံတီးစိတ်တွေကိုဖြေလျှော့ရမယ်တဲ့21ကကြတော့နယ်မြေပိုင်နက် arrangement 21ပါတော့နယ်မြေပိုင်နက်စီမံခန့်ခွဲမှုတွေပါပါတော့ကာကြီးကကြတော့ Crimea ရဲ့ Luhansk ရဲ့ Donetsk ကိုလက်တွေ့အားဖြင့် de facto ရုရှားအုပ်ချုပ်နယ်မြေအဖြစ်အတိအမှတ်ပြုရမယ်ပြီးပြောရရင်တော့ Crimea တို့ကျွန်တော်ခုနပြောခဲ့ Luhansk တို့ Donetsk တို့ကိုရုရှားကိုအပိုင်ပေးရမယ်တရားဝင်အပိုင်ပေးရမယ်ဆိုတဲ့သဘောပေါ့နော်ခါဝေးကကြတော့ Kherson နဲ့ Zaporizhzhia ဒေသတွေရဲ့လက်ရှိရှေ့တန်းစစ်မျက်နှာလိုင်းတစ်လျှောက်ကို freeze လုပ်ထားရမယ်လုံးဝစစ်ရေးလှုပ်ရှားမှုမလုပ်အောင်ပေါ့နော်ကောင်းကင်ကကြတော့ရုရှားကဒီ9နယ်မြေထပ်ပို့ပြီးတခြားပိုင်တဲ့နယ်မြေတောင်းတာကိုစွန့်လွတ်ရမယ်တဲ့ဂါကြီးကကြ Donetsk နယ်မြေအချို့ထဲမှာရှိနေတဲ့ယူကရိန်းတပ်တွေဆုတ်ခွာပေးရမယ်Donetskဟာစစ်မဲ့ဇုံဖြစ်ပြီးတော့နိုင်ငံတကာအသိမှတ်ပြုရုရှားပိုင်တဲ့အဖြစ်သတ်မှတ်ပေးရမယ်ပြီးတော့Donetskကိုလည်းရုရှားကိုပေးရမှာပေါ့နော်22ကကြနှစ်ဖက်လုံးပိုင်တဲ့နယ်မြေစီမံခန့်ခွဲမှုကိုစစ်ရေးအရပြောင်းလဲပြစ်ခွင့်မရှိဘူးပြောင်းလဲရင်လုံခြုံရေးအာမခံချက်ပြတ်ပြယ်မယ်တဲ့23ကကြတော့ရုရှားကယူကရိန်းကိုဒီနီပရိုမြစ်ကိုကုန်သွယ်ရေးအတွက်အသုံးပြုခွင့်ပေးရမယ်ကောက်ပဲတီးနှံတင်တင်မောတွေပင်လယ်နက်ထဲထွက်နိုင်မှုခွင့်ပြုရမယ်တဲ့24ကကြ Humanitarian Committee တခုကစစ်အကျဉ်းသားတွေရုပ်အလောင်းတွေလဲလှယ်ဖို့အဖမ်းခံထားရတဲ့အရက်သားတွေနဲ့ကလေးငယ်တွေပြန်လွှတ်ပေးဖို့မိသားစုတွေပြန်လည်စုံစည်းဖို့စစ်တပ်ခံရသူများကိုစောင့်ရှောက်ဖို့ဆောင်ရွက်ပေးရမယ်တဲ့25ကကြယူကရိန်းဟာရက်100အတွင်းရွေးကောက်ပွဲလုပ်ရမယ်26ကကြတော့ conflict နဲ့ပတ်သက်ခဲ့သူအလုံးစစ်အတွင်းက activities တွေအတွက်လူငင်းချမ်းသာခွင့်ရမယ်တရားစွဲတာနစ်နာချက်တွေမတောင်းဆိုဖို့သဘောတူတယ်တဲ့29ကြတော့သဘောတူစာချုပ်ဟာတရားဝင်ခံဝင်ချုပ်ဆိုမှုဖြစ်တယ်ဝန်ခံချက်အထမြောက်မှုကိုငြိမ်းချမ်းရေးကောင်စီချဲအဖြစ်ဒေါ်နယ်ထရန့်ကစောင့်ကြည့်ပြီးတော့တဲ့အာမခံချက်ပေးမှဖြစ်တယ်ဖောက်ဖျက်သူကိုဆန်ရှင်တွေနဲ့အေးအေးမှဖြစ်တယ်28ကအားလုံးဖက်သဘောတူပြီးရင်အပြစ်ခက်ချက်ချင်းရက်စဲရမယ်ဖြစ်တယ်ဆိုပြီးတော့နှစ်ဖက်လုံးကသဘောတူပြီးရင်အပြစ်ခက်ချက်ချင်းရက်စဲရမယ်ဆိုပြီး28မှာဒီလိုပြထားတာအဲ့တော့ပြောရလို့ရှိရင်တော့ဒီပြဿနာတွေမှာမြည်စိုးပင်စိုးစေကားမှုတကယ်အပြင်ကနေထွက်ကြည့်မယ်ဆိုရင်တော့ယူကရိန်းကအများကြီးနေနိုင်တယ်။ဘာကြောင့်လဲဆိုတော့ဒါကျွန်တော်တို့ပြောချင်တာဘာလဲဆိုတော့နိုင်ငံကြီးတွေကမတော်မှအလျှော့ပေးမှာမဟုတ်။နောက်တစ်ခုကဒီစာချုပ်ကိုဒေါ်နယ်ထရန့်ကဘာကြောင့်ယူကရိန်းနဲ့ရုရှားကြားမှာစစ်ရေးအရာဘယ်လိုခေါ်မလဲပြည်ငြိမ်းမှုရစေနေကြတယ်ဆိုတာအကြောင်းချက်တွေအများကြီးရှိတယ်။အများကြီးရှိတယ်။အဓိကအဖြစ်ကျွန်တော်တို့ကမ္ဘာမှာရေနံအထွက်ဆုံးဟာလားအမေရိကန်ပါမယ်ရုရှားပါမယ်အခုကျွန်တော်တို့အရှေ့လက်ပိုင်းဒေသပါမယ်နော်နောက်ပြီးတော့ကျွန်တော်တို့ဒီဆောက်အမေရိကကဗင်နီဇွဲလားပေါ့ဗျာအခုအမေရိကန်နဲ့ကွိုင်တက်နေတဲ့ဗင်နီဇွဲလားပါမယ်ဒီနိုင်ငံတွေကပြောရရင်ကမ္ဘာမှာရေနံအထွက်ဆုံးနိုင်ငံတွေဒီနိုင်ငံတွေကတခုခုကရေနံထွက်တာညော့သွားခဲ့ရင်အဓိကအားဖြင့်ဒီရုပ်ကျွေးလောင်စာကိုအဓိကအားကိုးနေရတဲ့စက်မှုနိုင်ငံကြီးတွေအနေနဲ့ပြဿနာအကြီးဖြစ်သွားနိုင်တယ်ဒါကြောင့်မို့အမေရိကန်တစ်ဖက်မှာဗင်နီဇွဲလားနဲ့ပြဿနာဖြစ်ဖို့ဥတည်နေတဲ့အချိန်မှာရုရှားနဲ့ယူကရိန်းကြားမှာစစ်ပြေငြိမ်းရေးအတွက်လမ်းခင်းတယ်လို့ကျွန်တော်တို့ကဒီလိုသုံးသပ်တယ်ဒါမှသာသူ့အနေနဲ့ရုရှားကနေပြီးတော့ရေနံတွေနဲ့သဘာဝဓာတ်ငွေ့တွေကိုတရားဝင်ပြန်လည်ဝယ်ယူနိုင်လာမှာဖြစ်တယ်လို့ဥရောပအနေနဲ့လည်းတရားဝင်ပြန်လည်ဝယ်ယူနိုင်လာမှာဖြစ်တယ်ဒီလိုဝယ်ယူနိုင်လာတဲ့အချိန်မှာအမေရိကန်အနေနဲ့ဗင်နီဇွဲလားကိုပြဿနာရှာလိမ့်မယ်လို့ကျွန်တော်တို့ကဒီလိုသုံးသပ်ကြည့်တာပေါ့နော်ဒါဘာလို့လဲကမ္ဘာမှာရှိတဲ့စစ်ပွဲတွေအားလုံးကတနေရာနဲ့တနေရာဆက်နေတာဖြစ်တယ်နော်ဒါမျိုးကျွန်တော်သုံးသပ်တယ်နောက်ဒီအနေနဲ့မှာဒီစစ်ပြေငြိမ်းမှုဟုတ်လားရုရှားနဲ့ယူကရိန်းကြားမှာပြဿနာပြေလည်ဖို့ဒီ28ချက်ထဲမှာတချို့မြန်မာနီဘိန်းတွေပေါ့နော်ဒီပြောရလို့ရှိရင်ဗမတိညာမသိမြန်မာနီဘိန်းတွေအတူရမှာဗာလဲဆိုတော့နော်26မှာပါတယ်အချက်26မှာဗာရေးထားဆိုconflict နဲ့ပတ်သက်ခဲ့သူအားလုံးစစ်အတွင်းက activities တွေအတွက်လူငင်းချမ်းသာဝင်ရမယ်တရားစွဲတာတွေနစ်နာချက်တွေမတောင်းဆိုဖို့သဘောတူရမယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေတဲ့ဟဲ့လားတချို့ကိစ္စတွေမှာဒီ
ဒီပြည်တွင်းလက်နက်ကင်ပြိပခါတွေပြင်းငိမ့်တော့မယ်ဟေးလို့အတန်ထွက်လိုက်တာ ਨੇ ဘာတန်ထွက်လာလဲဆိုတော့ဂျားကာလာတရားမျှတမှုတို့ဘာတို့ညာတို့ဒါတွေထွက်လာတာခင်ဗျားတို့တွေ့လိမ့်မယ်အဓိကအဖြစ်ကဘာလဲဆိုတော့ဒါတွေကစစ်ပင်ကြီးအတွက်ပဲဖြစ်ဖြစ်အခြေအနေပုံမှန်လေပတ်ဖို့ပဲဖြစ်ဖြစ်ဒီလိုခေါင်းစဉ်ကြီးတက်ပြီးတော့လှုပ်လာတဲ့ခါကျတော့ဒီစစ်ပင်ကြီးတို့ဘာတို့အတွက်ကိုအများကြီးပြဿနာရှိတယ်ကျွန်တော်ပြောစစ်နှစ်ဖက်လက်နက်တွေကင်ပြီးတိုက်ကြခိုက်ကြတဲ့အတွက်စစ်ပွဲကာလမှာတော့သူလုံကိုယ်လုံရှိမှာပဲကျွန်တော်ပြောရင်သူလုံကိုယ်လုံရှိမှာအဓိကအဖြစ်မြန်မာနိုင်ငံမှာဟာလာဒီပြည်တွင်းလက်နက်ကင်ပြိပခါတွေခြုံငိမ့်မှုအတွက်ကိုသက်ဆိုင်ရာအဖွဲ့အစည်းတွေသဘောတူညီရခံနေပြီဆိုရင်နိုင်ငံတကာအဖွဲ့အစည်းပါဆိုတဲ့ခေါင်းစဉ်နဲ့ဂျားကာလာတရားမျှတမှုလိုရဆိုပြီးတော့သူတို့ပတ်စံပေးထားတဲ့အုပ်စုတွေကိုမြှောက်ပေးလိုက်ပြန်အောင်အဲ့ကောင်တွေကအဲ့ပတ်စံပေးထားတဲ့အုပ်စုတွေပြည်သူတွေကြားမှာပုံတရံအမျိုးမျိုးနဲ့ဝါဒဖြန့်ပြီးပြည်သူတွေကဟုတ်တယ်ဂျားကာလာမျှတရေးဟုတ်လားဒီပြဿနာအတွင်းမှာဖြစ်ခဲ့တဲ့ပြဿနာတွေကိုပြန်ပြီးတော့ခံရသူတွေတရားစီရင်ဘာညာဆိုပြီးတော့ပြောရရင်တော့ဒီပြည်ငြိမ်းမှုရခံဒီဟာတွေကိုဒီဘာမဟုတ်တဲ့ခေါင်းစဉ်တက်ပြီးတော့နှောက်ယှက်တာဗောနော်နှောက်ယှက်တာဗောဒါမျိုးရှိအဲ့တော့အမေရိကန်တို့ရုရှားတို့တရုတ်တို့ကဥဆောင်တဲ့စစ်ပင်ကြီးတွေမှာတော့ဘာမှခင်ဗျာဒီဂျားကာလာဘာတရားမျှတရေးဘာမှလာနှောက်ယှက်လို့မရဘူးကျွန်တော်ပြောဒါတော့ဒီကဘာကြောင့်လဲဆိုတော့ဒီနိုင်ငံကြီးတွေရဲ့ပြဿနာဟာကမ္ဘာကြီးကိုအများကြီးရိုက်ကတ်မှုရှိနိုင်တယ်ဒါကြောင့်မလို့ဒီကိစ္စနဲ့ပတ်သက်ပြီးလူခွင့်ရေးတွေခွေးခွင့်ရေးတွေနွားခွင့်ရေးတွေအဖွဲ့တွေကပါဝင်လို့မရဘူးဝင်ပြီးတော့ပြောရလို့ရှိရင်လေကျေလို့မရဘူးကျွန်တော်ပြောရင်လေကျေလို့မရဘူးနောက်တစ်ခုရှိသေးတယ်ဘာလဲဆိုတော့ဒီနေ့နေတယ်မှာဗောနော်ဒီ28ချက်ထဲမှာကျွန်တော်တို့ဒီဘယ်လိုခေါ်မလဲကျွန်တော်တို့ conflict ဖြစ်နေတဲ့တိုင်းပြည်တွေမှာရှိတဲ့ပြည်သူတွေသိထားဖို့ဗောနော်သိထားဖို့အတွက်ကဘယ်လိုခေါ်မလဲဒီ conflict ကိုဒီပြဿနာကိုဗောနော်ဒီပြဿနာကိုပြည်လေဖို့ပြည်ငြိမ်းမှုအတွက်ကိုနော်ပြည်ငြိမ်းမှုအတွက်ကိုကျွန်တော်တို့တိုင်းပြည်မှာအဓိကဖြစ်နေတာပြဿနာနဲ့သွားပြီးတော့ဘယ်လိုခေါ်မလဲသွားဆင်တာဗောနော်သူကဘာလဲဆိုတော့အဓိကအဖြစ်ရုရှားနံပါတ်2မှာပါတယ်ရုရှားယူကရိန်းဥရောပကြားကျူးကျော်စစ်တွေမဖြစ်ရတဲ့ပြည်စုံတဲ့သဘောတူစာချုပ်ရေးဆွဲရမယ်လွန်ခဲ့တဲ့နှစ်30ကတင်းမာမှုတွေကိုလည်းပြည်လည်သွားပြီလို့သတ်မှတ်လိုက်ရမယ်ဆိုပြီးလို့ရေးထားတယ်ဒါတွေကပုံရင်ပြောရအောင်တော့တမိုင်းမှာရှိခဲ့တဲ့ဟာတွေအားလုံးကိုပါမေ့ပြောက်လိုက်ရမယ်တမိုင်းကိုတမိုင်းနဲ့ထည့်ရမယ်ဆိုတဲ့ဟာမျိုးပေါ့ကျွန်တော်တို့မြန်မာနိုင်ငံမှာနိုင်ငံရေးကိုစူပူစေခြင်းတဲ့အုပ်စုတွေနိုင်ငံရေးကိုတည်ငြိမ်မှုမရှိစေခြင်းတဲ့အုပ်စုတွေတော်တော်များများကလက်တလောအကြောင်းရင်းတွေဖန်တီးလို့မရရင်အဲ့ပြီးခဲ့တဲ့တမိုင်းဆိုင်ရာအကြောင်းရင်းတွေနဲ့လူငယ်တို့တွေတခြားနိုင်ငံရေးစိတ်ဝင်စားတဲ့လူတွေကိုဆွဲဆွတာကြီးများတယ်ဥပမာထားပါတော့ဟုတ်လားတမိုင်းဦးသိန်းလက်ထက်မှာနိုင်ငံရေးရပြည်လည်မှုတွေရနေတယ်ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေအတွက်လည်းပြည်လည်မှုတွေရနေတဲ့အချိန်မှာအဓိကအဖြစ်နိုင်ငံရေးမတည်ငြိမ်လို့တဲ့အုပ်စုတွေက88တုန်းကစစ်တပ်ကဘလို့လူတက်တာတို့ဟာ62တုန်းကအာဏာဘလို့သိမ်းတာတို့ဟာ89တုန်းကဘာဖြစ်တာတို့စတယ်ဟိုတမိုင်းเจ้าမှာရှိခဲ့တဲ့ဟာတွေနဲ့ပြန်ဆွတာပြောရတော့လူငယ်တွေလက်သေးကိုအနာဟောင်းတွေလက်ဆင့်ကမ်းတာပေါ့ဗျာရှေ့ကိုဘလို့ဆက်သွားမလဲဆိုတဲ့ဟာကိုမပြောဘဲနဲ့လူငယ်တွေလက်သေးကိုအနာဟောင်းတွေဆွတာပေါ့အဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့အဓိကအပြင်ဟလာဒီရွေးကောက်ပွဲပြီးသွားလို့နောက်ဗမာပြည်မှာနောက်အစိုးရတက်လာရင်လေဒီတမိုင်းနေနဲ့ပတ်သက်ပြီးတော့ဟုတ်လားဘယ်လိုခေါ်မလဲတမိုင်းစိုးတွေပေါ့နော်စွာတာတွေလူကြားမှာဟောပြောတာတွေကိုတရားဝင်ပြည့်မှုလိုအပ်တယ်ဗျတရားဝင်ပြည့်မှုလို့ဘာကြောင့်လဲဆိုတော့မြန်မာပြည်မတီမငြိမ်ဖြစ်လိုက်ရင်ဒီတမိုင်းစိုးတွေကိုပြန်လဲတူးဆွပြီးတော့ဒီတမိုင်းစိုးတွေနဲ့ဟလာပြောရရင်တမိုင်းဆိုတော့ဗျာဘယ်လိုခေါ်မလဲမှားတာလည်းရှိမယ်မှန်တာလည်းရှိမယ်ဒါပေမဲ့ဒါတွေကိုကျွန်တော်တို့ကဒီကနေ့လက်ရှိပြစ္ဆုတ်ပံအထီကိုယူလာမှာမဟုတ်ဘူးလေပြစ္ဆုတ်ပံကကျွန်တော်တို့လက်ရှိကာလနောင်လာမဲ့အနာဂတ်အတွက်ကိုကောင်းအောင်သွားရမှာလေဟိုအတိတ်ကဘယ်လိုခေါ်မလဲနှစ်ဖက်ဖြစ်ခဲ့တာတွေကိုအဲ့ဟာကြီးတွေကိုယူလာပြီးတော့လူငယ်လက်ထဲကိုထည့်ပြီးအဲ့လူငယ်ကိုနောက်ထပ်အနာဂတ်တွေကဒီလူငယ်တွေခေါင်းထဲမှာကြောင်ချောက်ချားဖြစ်သွားအောင်လုပ်နေတဲ့ပြဿနာတွေကကျွန်တော်တို့တိုင်းပြည်မှာအဲ့ဓာတွေကိုဥပဒေအရာကိုတားမြစ်ဖို့လိုအပ်တယ်လို့ကျွန်တော်တို့သုံးသပ်တယ်ဘယ်လိုသုံးသပ်လဲဒီယူကရိန်းနဲ့ရုရှားစစ်ပင်ကြီးဟိုနေမှာလေဒီစစ်ပင်ကြီးဒီသဘောတူညီ28ချက်ထဲမှာလေဒါကိုထည့်ဆွဲထားတာကျွန်တော်တို့တွေ့ရတယ်ဒါအသိအရေးကြီးတယ်လို့ကျွန်တော်ဒီလိုပြောချင်တယ်
အဲ့တော့ရုရှားနဲ့အမေရိကန်ကဒီလိုသဘောတူညီချက်ဟာလာမူကြမ်း28ချက်ထုတ်လိုက်ပြီးနောက်ပိုင်းမှာအဲ့ဒီဟာကိုဥရောပနိုင်ငံတွေကဘယ်လိုပြန်ပြီးတော့တုံ့ပြန်လဲဆိုတော့အမေရိကန်ကအဆိုပြုထားတဲ့အချက်28ချက်ပါယူကရိန်းစစ်ပွဲပြီးဆုံးရေးအစီအစဉ်ကိုဥရောပမဟာမိတ်တွေကပယ်ချလိုက်ပြီးတော့တဲ့အဆိုပြုချက်ကိုပြင်ဆင်တဲ့မူကြမ်းကိုထုတ်ပြန်ခဲ့ကြတယ်တဲ့အဆိုပါပြင်ဆင်ချက်များမှာယူကရိန်းလက်နက်ကင်တပ်ဖွဲ့အရေးအတွက်ကန့်သက်ချက်များနဲ့နယ်မြေပိုင်ဆိုင်မှုလျှော့ချရေးဆိုင်ရာအဆိုပြုချက်များကိုပြောင်းလဲထားကြောင်းရိုက်တာသတင်းဌာနကရရှိခဲ့တဲ့မှတ်တမ်းတွေမှာဖော်ပြထားတယ်တဲ့ဂျနီဗာမြို့မှာပြုလုပ်တဲ့ဥရောပအဖွဲ့ဝင်နိုင်ငံတွေရဲ့ဆွေးနွေးပွဲများအတွက်ပြင်ဆင်ထားတဲ့အဆိုပြုချက်မူကြမ်းမှာအမေရိကန်၏မူလအစီအစဉ်တွေအကြံပြုထားသည့်စစ်တီအင်အား6သိန်းကိုလုံးလုံးလျားလျားကန့်သက်မိအစားငြိမ်းချမ်းရေးရရှိပြီးကာလ၌ယူကရိန်းအားစစ်တီ8သိန်းအထိစုဖွဲ့ဝင်ပြုမိဖော်ပြထားတယ်တဲ့ဒါဥရောပကသူတို့ရဲ့ propose ပြန်သူတို့ဒီဟိုနေ့ရဲ့အမေရိကန်နဲ့ရုရှားရဲ့ဒီတင်ပြတာဥရောပပြန်ပြီးတော့တချို့အချက်လက်တွေပြန်ပြင်ဆင်တယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတော့ဒီဟာသိပြဿနာမရှိနိုင်ဘူးစစ်တီအင်အားလားယူကရိန်းမှာစစ်တီအင်အား6သိန်းပဲရှိရမယ်8သိန်းပဲရှိရမယ်ဆိုတာပြဿနာသိမ့်မရှိနိုင်ဘူးတော့ကျွန်တော်ဆက်ဖတ်မယ်ဥရောပရဲ့မူကြမ်းမှာယူကရိန်းဟာသိမ်းပိုက်ခံနယ်မြေများကိုစစ်ရေးနည်းဖြင့်ပြန်လည်ရယူခြင်းမပြုလို့ရင်ဂရိပြုမည်ဖြစ်ပြီးတော့တဲ့နယ်မြေပိုင်ဆိုင်မှုအတွက်ညှိနှိုင်းမှုကိုလက်ရှိနှစ်ဖက်တပ်ဖွဲ့များရောက်ရှိနေတဲ့နေရာမှာစတင်ပြီးဖော်ပြထားတယ်တဲ့ပြောလို့ရှိရင်တော့အမေရိကန်နဲ့ရုရှားသဘောတူထားတဲ့တဲမှာပါတယ်လူဟန်စ်တို့ဒွန်ညက်စ်တို့ခရိုင်းမီးယားတို့ကိုဟုတ်လားလုံးဝရုရှားရဲ့ပိုင်နက်အဖြစ်သတ်မှတ်ပေးရမယ်ဆိုတဲ့ဟာကိုဥရောပကကြတော့ဒီနယ်မြေပိုင်နက်တွေကိုစစ်ရေးအရဟုတ်လားပြန်ပြီးတော့ရယူတာကိုမပြုလုပ်ဖို့အတွက်ဂရုပြုမယ်တဲ့နယ်မြေပိုင်ဆိုင်မှုအတွက်ကိုတော့ညှိနှိုင်းမှုတွေလုပ်ပြီးတော့လက်ရှိနှစ်ဖက်ပေါ့နော်နှစ်ဖက်တပ်ဖွဲ့တွေရောက်ရှိနေတဲ့နေရာကနေပြီးတော့စတင်မယ်ဆိုပြီးဖော်ပြတယ်ပေါ့နော်ဥပမာထားပါတော့ရုရှားကနေမြေအများကြီးသိမ်းထားတယ်ဆိုလို့ရှိရင်လည်းအဲ့နေမြေအများကြီးသိမ်းထားတဲ့နေရာနေစမယ်ဥပမာရုရှားကထားပါတော့ဒူးညောပြောတဲ့ဒေါညက်ဆိုလူဟန်ဆိုဟာတွေကိုအပြစ်မသိမ်းရသေးဘူးဆိုရင်အဲ့အပြစ်မသိမ်းရသေးဘူးဆိုတာနေစမယ်ဆိုတဲ့သဘောသူကဒီလိုပြောတာနော်ဥရောပကသူ့ရဲ့အဆိုပြုချက်မှာနည်းနည်းပြင်ဆင်ထားတာရှိတယ်ဒါအပြင်လည်းယူကရိန်းနေတိုးအဖွဲ့ဝင်ဖြစ်လာရေးဟာတဲ့မဟာမိတ်အဖွဲ့ဝင်များအကြားအပြည့်အဝသဘောတူညီမှုအပေါ်မူတည်ပြီးလက်ရှိမှာထိုသဘောတူညီမှုမရှိသေးကြောင်းလည်းမူကြမ်းတွေဖော်ပြထားတယ်ပြောရရင်တော့ဥရောပကယူကရိန်းကိုနေတိုးအဖွဲ့တွေဝင်ခွင့်မပြုဘူးဆိုတဲ့ဟာကိုသူကဒုံကြီးရေးတာကိုသူကလက်မခံမင်းနဲ့နေတိုးမဟာမိတ်အဖွဲ့ဝင်တွေနိုင်ငံတွေရဲ့အဆိုပြုချက်ပေါ်မူတည်ပေါ့နော်အားလုံးကကျွန်တော်တို့ consensus ခေါ်မှာပေါ့အားလုံးတညီတညွတ်တဲ့အဆိုပြုချက်ပေါ်မူတည်ပြီးတော့လက်ရှိမှာတော့အားလုံးတညီတညွတ်တဲ့အဆိုပြုချက်တော့မရှိသေးဘူးဆိုပြီးသူကဝိလေကြောင်ပဲရေးထားတယ်အမေရိကန်နဲ့ရုရှားရဲ့အဆိုပြုချက်ကတော့ဒီလိုမဟုတ်ဘူးယူကရိန်းအနေနဲ့ဘယ်တော့မှနေတိုးအဖွဲ့တွေဝင်ဖို့အဆိုပြုချက်မလုပ်အောင်ဘယ်လိုခေါ်မလဲအဆိုပြုချက်လည်းမလုပ်ရသလိုအဲ့အဆိုပြုချက်မလုပ်တာကိုလည်းဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာကိုထည့်ရေးရမယ်ဆိုပြီးတော့အမေရိကန်ကဒီလိုတိတိကျကျရေးထားတယ်နော်တိတိကျကျရေးထားတယ်နောက်တစ်ခုကဘာလဲဆိုတော့နေတိုးအုပ်စုကငြိမ်းချမ်းရေးရရှိပြီးကာလအတွင်း၎င်း၏ကိုယ်ကဲမှုအောက်မှာရှိတဲ့စစ်တပ်များကိုယူကရိန်း၌အမြဲတမ်းတက်ချမည်မဟုတ်ဘူးလေဖော်ပြထားတယ်ပြောရတော့ဒီဟာတော့တူညီတယ်နေတိုးတပ်တွေကယူကရိန်းနိုင်ငံထဲမှာဝင်ပြီးတက်ချဖို့တက်မချဘူးပေါ့ဗျာပြောရရင်တော့ဘယ်လိုခေါ်မလဲယူကရိန်းနိုင်ငံထဲမှာဒီစစ်တီအင်အားတွေတိုးကျချတာတွေမလုပ်ဘူးဆိုတဲ့သဘောမျိုးဒါကကုနာအမေရိကန်နဲ့ရုရှားလောက်ထားတဲ့အဆိုပြုချက်နဲ့သွားတူညီတယ်ပေါ့နော်ဒီလိုပြောလို့ရတယ်ယူကရိန်းကနေတိုးအုပ်စုရဲ့ Article 5အတိုင်းအမေရိကန်၏လုံခြုံရေးအာမခံချက်ကိုရရှိမယ်ဖြစ်တယ်Article 5ဟာတဲ့မဟာမိတ်အဖွဲ့ဝင်တဦးဦးပေါ်တိုက်ခိုက်ခြင်းသည်အားလုံးကိုတိုက်ခိုက်ခြင်းအဖြစ်သတ်မှတ်ကြောင်းပြဋ္ဌာန်းထားတယ်တဲ့ပြောရရင်တော့အမေရိကန်နဲ့ရုရှားရဲ့အဆိုပြုချက်ထဲမှာတော့အမေရိကန်ကအာမခံပေးမယ်ယူကရိန်းရဲ့လုံခြုံရေးကိုအမေရိကန်အာမခံပေးမယ်အဲ့လိုပဲရုရှားကလည်းယူကရိန်းကိုမတိုက်ပါဘူးဆိုတော့ရုရှားကလည်းအာမခံရမယ်နော်အာမခံရမယ်ဆိုဒီမှာကျတော့ဗာရေးထားတယ်သူက Article 5အတိုင်းနဲ့ဆိုတော့သူ Article နေတိုးဖွဲ့ရဲ့ Article 5မှာအဓိကပြဋ္ဌာန်းထားတာကတော့အကယ်၍များယူကရိန်းကိုရုရှားကအကြောင်းတစ်ခုခုပြပြီးတိုက်ခိုက်ရင်ဒါနေတိုးအဖွဲ့ကြီးကိုတိုက်တယ်ဆိုတဲ့သဘောခံယူမယ်လို့ဒီလိုပြောတာပေါ့နော်အဲ့တော့ဒီဟာကတော့သူတို့ကြားမှာနည်းနည်းအငင်းပွားစရာဖြစ်လာလိမ့်မယ်ဘာကြောင့်လဲဆိုတော့ယူကရိန်းဟာနေတိုးအဖွဲ့ဝင်မဟုတ်တဲ့အတွက်ဒီအတွက်ကိုရုရှားအနေနဲ့ချုပ်ကိစ္စမှာနည်းနည်း complaint ပြန်လုပ်လိုက်မယ်လို့ကျွန်တော်သုံးသက်ရတယ်နော်ဒီလိုမျိုးသုံးသက်ချင်တာနော်နောက်တစ်ခုကဘာလို့ဥရောပကထိန်းချုပ်ထားတဲ့ရုရှား၏ငွေကြေးများအပါအဝင်ပိုင်ဆိုင်မှုများကိုယူကရိန်းကစစ်ရော်ကြီးပေးရန်တောင်းဆိုထားတယ်တဲ့
ရုရှားကယူကရိန်းတို့စစ်ရော်ကြီးပေးချေမှုမပြီးမချင်းအဆိုပါပိုင်ဆိုင်မှုများကိုဆက်လက်ပိတ်ဆို့ထားမည်ဆိုပြီးဖော်ပြတယ်ဒီကိစ္စလည်းနည်းနည်းစကားများလိမ့်မယ်လို့ကျွန်တော်သုံးသပ်တယ်။ဘာကြောင့်လဲဆိုတော့လက်ရှိအနေအထားမှာရုရှားကစစ်ရော်ကြီးပေးအောင်ရုရှားကစိတ်ရှုံးတာမဟုတ်ဘူးတကယ်နေလားကလားစိတ်ရှုံးသွားတာကယူကရိန်းကရှုံးတာဒါပေမဲ့လည်းယူကရိန်းရှုံးတယ်ရုရှားရှုံးတယ်ဆိုပြီးတော့ဒီကြားမှာအချင်းများနေလို့ရှိရင်ဒီပြဿနာပြီးနိုင်မှာမဟုတ်ဒါကြောင့်မလို့အမေရိကန်နဲ့ရုရှားအဆိုပြုချက်ထဲမှာကဒီယူကရိန်းနိုင်ငံရဲ့ပြည်လဲထူထောင်ရေးတွေကိုရုရှားရဲ့ဥသိမ်းထားတဲ့ငွေကြေးတွေနဲ့လုပ်မယ်ပြီးလို့ရှိရင်ဒီကရရှိလာတဲ့အကျိုးမြတ်ကိုရုရှားက90ယူအမေရိကန်က90ယူမယ်။ဦးနေကတော့ယူကရိန်းကတော့ငကိုလိုမျိုးပဲသူ့ရဲ့စီးပွားရေးတွေသူ့ရဲ့အဆောက်အအုံတွေပြန်တိုးတက်သွားမယ်ဆိုတဲ့သဘောမျိုး။အဲ့လိုပဲအမေရိကန်ကကမ္ဘာဘဏ်ပေါ့နော်ကမ္ဘာဘဏ်ကိုသူထောက်ခံပေးမယ်ရုရှားကိုငွေချေးဖို့ဆိုဒီလိုပြောထားတယ်ဆိုတော့အမေရိကန်နဲ့ရုရှားရဲ့အဆိုပြုချက်ကပိုပြီး fair ဖြစ်လိမ့်မယ်လို့ကျွန်တော်သုံးသပ်တယ်။ဒီမှာတော့ဥရောပကတော့သူကဗာရေးထားလဲဆိုတော့ဥရောပကထိန်းချုပ်ထားတဲ့ရုရှားရဲ့ငွေကြေးများအပါအဝင်ပိုင်ဆိုင်မှုတွေကိုယူကရိန်းကိုစစ်ရော်ကြီးပေးရန်တောင်းဆိုထားတယ်တဲ့ရုရှားကယူကရိန်းကိုစစ်ရော်ကြီးပေးချေမှုမပြီးမချင်းအဲ့ဒီပိုင်ဆိုင်မှုတွေကိုဆက်ပြီးပိတ်ထားမယ်ဆိုဒီလိုပြောတာပေါ့နော်ဆိုတော့ဒါလေးကတော့သူတို့ကြားထဲမှာဆွေးနွေးစရာဖြစ်လာလိမ့်မယ်လို့ကျွန်တော်သုံးသပ်ကြည့်တာသုံးသပ်မိတယ်နောက်တစ်ခုကဘာလို့ငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးပြီးနောက်မှာတဲ့အမြန်ဆုံးဖြစ်နိုင်သမျှအချိန်တွင်းယူကရိန်းနိုင်ငံရွေးကောက်ပွဲများကျင်းပတဲ့ညောင်ကိုလည်းအဆိုပြုချက်မူကြမ်းမှာထည့်ထားတယ်တဲ့ပြောရတော့ဇယ်လန်စကီကနားသွားမယ်သဘောရှိတာပေါ့နော်ရွေးကောက်ပွဲကျင်းပပြီးဇယ်လန်စကီကနားသွားမယ်နောက်ယူကရိန်းမှာနောက်ထပ်အစိုးရအသစ်တစ်ခုပေါ်လာနိုင်တယ်နော်ဒီလိုမျိုးပြောဒီလိုမျိုးကျွန်တော်သုံးသပ်လို့ရတယ်နောက်တစ်ခုကရုရှား၏ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ရန်အစီအစဉ်နဲ့ပတ်သက်သည့်ဆွေးနွေးပွဲများအောင်မြင်သည်ဆိုပြီးတော့အိမ်ဖြူတော်ကနိုဝင်ဘာ23ရက်နေ့ထုတ်ပြန်တယ်ဆွစ်ဇာလန်နိုင်ငံဂျီနီဗာတွင်တွေ့ဆုံခဲ့တဲ့အမေရိကန်နဲ့ယူကရိန်းဆွေးနွေးရေးကိုယ်စားလှယ်များကတဲ့မြည်သည့်အနာဂတ်သဘောတူညီချက်ကိုမဆိုယူကရိန်းအချုပ်အခြာအာဏာကိုအပြည့်အဝလေးစားလိုက်နာပြီးတရားမျှတ၍ရေရှည်တည်တံ့သောငြိမ်းချမ်းရေးကိုဆောင်ကျဉ်ပေးရမည်ဆိုပြီးသဘောတူညီခဲ့ကြောင်းအိမ်ဖြူတော် website မှာဖော်ပြထားတယ်ဆိုပြီးတော့ဒီလိုမျိုးရေးတာပေါ့နော်ဆိုပြောလို့ရှိရင်တော့ကျွန်တော်တို့ပြောချင်တာနိုင်ငံတကာရဲ့အမှန်နဲ့အချုပ်အခြာအာဏာကိုပြောချင်တာပေါ့ယူကရိန်းကစပြီးတော့စစ်ဖြစ်ခရဲကိုကယူကရိန်းနိုင်ငံဇယ်လန်စကီဟာစစ်ရေးနိုင်ငံရေးကိုတည်တည်ချာချာပိုင်ပိုင်နိုင်နိုင်နားမလည်ခဲ့ဘူးလို့ကျွန်တော်တို့ဒီလိုသုံးသပ်လို့ရတယ်။ဘာကြောင့်လဲဆိုတော့ဇယ်လန်စကီမတက်လာခင်တက်မလာခင်ဇယ်လန်စကီအာဏာမရခင်ကတည်းက2019လောက်ကတည်းကယူကရိန်းနဲ့ရုရှားကြားမှာနေတိုးဝင်တာနဲ့ပတ်သက်ပြီးပြဿနာတွေကဖြစ်နေတယ်။ဒါပေမဲ့ဇယ်လန်စကီကသူဟလာပြောရရင်နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့အလိုကြပါဗျာ။ तू ကအာဏာရသွားရင်နေတိုးယူကရိန်းနိုင်ငံနေတိုးအဖွဲ့ကိုဝင်မယ်ဆိုတဲ့အတိုင်းပဲ तू ကနေတိုးအဖွဲ့ကိုဝင်ဖို့လုပ်တယ်။ဒီပြဿနာပြောရရင်ဇယ်လန်စကီနဲ့ဂျိုးဘိုင်ဒန်စတဲ့ပြဿနာဒီဒေါ်နယ်ထရန့်ကလည်းဒီလိုပဲပြောတယ်ဂျိုးဘိုင်ဒန်ကဘာလဲဆိုတော့ရုရှားကယူကရိန်းကိုဝင်တိုက်လိုက်တဲ့အချိန်မှာဂျိုးဘိုင်ဒန်ကလက်ခမောင်းထခတ်တယ်ရုရှားကြာဆုံးကရောက်ပြီဆိုဒီလိုမျိုးလက်ခမောင်းထခတ်တယ်နောက်တိတ်မကြဘူးဘာလို့လဲဆိုတော့ဂျိုးဘိုင်ဒန်ကရုရှားကိုကျွန်တော်တို့ဒီခုနေ့ကကမ္ဘာငွေကြေးအဖွဲ့တွေကနေပြီးတော့ထုတ်လိုက်တယ်ထုတ်လိုက်တဲ့အခါမှာဘာပြောလဲဆိုတော့ဂျိုးဘိုင်ဒန်ကရူဘီယာ rubbish ဖြစ်သွားပြီပေါ့လေရုရှားငွေကြေးဟာအမိုက်ဖြစ်သွားပြီဆိုဒီလိုပြောတယ်အဲ့ဒီနောက်မှာရုရှားကလည်းပြောရရင်အမေရိကန်ရဲ့ဒေါ်လာကိုပြန်ပြီးတော့ရေနံနဲ့ပြန်ကစားတယ်ပြောရရင်အမေရိကန်အဲ့ချိန်မှာစီးပွားရေးပိတ်ဆို့မှုတွေလုပ်တယ်လုပ်လီရုရှားကရေနံကိုနှစ်ဆရောင်းနေပေါ့နော်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ကမ္ဘာရေနံဈေးတွေပါထိုးကျလာတယ်ပြဿနာအဲ့လိုတွေဖြစ်လာတော့ပြောရရင်ဂျိုးဘိုင်ဒန်ကရုရှားနဲ့ယူကရိန်းစစ်ပွဲဖြစ်ရင်ယူကရိန်းဘက်ကရက်တီပြီးတော့ရုရှားကိုစီးပွားရေးစစ်ရေးနိုင်ငံကဆက်ဆံရေးနဲ့အပြီးတိုက်မယ်ဆိုပြီးသူတို့ကဒီလိုမျှော်မှန်းထားပုံရတယ်။ဒါကြောင့်ဒေါ်နယ်ထရန့်ကအမြဲတမ်းပြောတာဒီစစ်ပွဲဟာရုရှားယူကရိန်းစစ်ပွဲဟာဂျိုးဘိုင်ဒန်ဖန်တီးတဲ့စစ်ပွဲဖြစ်တယ်တဲ့။သူတို့ Republican တွေကဒီကိစ္စကိုဖြေရှင်းတဲ့အဆင့်သာရှိတယ်ဆိုပြီးသူကအမြဲတမ်းပြောတာပေါ့နော်ဒီလိုပြောတယ်။ဒါပေမဲ့တကယ်နေလားငါလားတွက်ကြည့်မယ်ဆိုလို့ရှိရင်ဒီစစ်ပွဲမှာနေတိုးနဲ့အမေရိကန်တော်တော်ဆုံးရှုံးသွားတယ်လို့ကျွန်တော်ဒီလိုပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီရုရှားနဲ့ယူကရိန်းပြဿနာဖြစ်တဲ့အချိန်ကစပြီးတော့ရုရှားနိုင်ငံကအရင်တုန်းကထက်ရေနံရောင်းရတော့တက်မလာပေမဲ့ရေနံဈေးကိုတင်လိုက်တဲ့အတွက်အရင်တုန်းကထက်2ဆလောက်အမြတ်ပိုရသွားတယ်လို့ဒီလိုနိုင်ငံတကာသတင်းတွေမှာဒီလိုသုံးသပ်တယ်။ရုရှားကရေနံဈေးကိုတင်လာလေဒီဘက်မှာရှိနေတဲ့ဘယ်လိုခေါ်မလဲကျန်တဲ့OPEC တို့ဘာလို့ပေါ့နော် OPEC အဖွဲ့တို့ဘာလို့ပြောရရင်တော်တော်လေးသူတို့အကြက်ရိုက်လာတာပေါ့နော်ဘာကြောင့်လဲဆိုတော့ဒါပြောရရင် Domini theory လိုပဲ
ကမ္ဘာမှာဖြစ်နေတဲ့နိုင်ငံတစ်ခုကပြဿနာဖြစ်ရင်ကျန်တဲ့နိုင်ငံတွေကိုပုံသဏ္ဍာန်တနည်းနည်းနဲ့ကူးဆက်တာပဲကျွန်တော်ဒါကိုပြောချင်တာဒါကြောင့်မလို့ကျွန်တော်တို့ကစစ်ပွဲတွေကိုလေ့လာတဲ့အခါမှာစစ်ပွဲစဖြစ်တာနဲ့ရွယ်မလေ့လာပဲနဲ့စစ်ပွဲအတွင်းမှာဘာတွေဖြစ်နိုင်လဲစစ်ပွဲကဘယ်လိုပြီးဆုံးသွားနိုင်လဲကျွန်တော်ဒီလောက်အထိကိုလေ့လာထားဖို့လိုအပ်တယ်လို့ကျွန်တော်တို့ပြောချင်တာပေါ့နော်ဒီလိုပြောချင်တယ်ဆိုတော့ဒါကရုရှားနဲ့ယူကရိန်းပြဿနာကိုဥရောပနဲ့အမေရိကန်ကကြားဝင်ပြီးတော့ဘယ်လိုခေါ်မလဲဆောင်ရွက်နေတဲ့ဟာပေါ့နော်ဒါကကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်ရမယ်သတင်းဖြစ်တယ်နော်အဲ့လိုပဲကမ္ဘာသတင်းပဲအဓိကတော့ထိုင်ဝမ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဂျပန်ဝန်ကြီးချုပ်ပေါ့နော်ဦးတစ်တက်လာတဲ့ဂျပန်ဝန်ကြီးချုပ်ကပါဇက်ဆော့လိုက်ပြီးနောက်ပိုင်းမှာတရုတ်နိုင်ငံကတည်ချင်းတက်လာတာတွေ့ရတယ်တည်ချင်းဆိုတရုတ်နိုင်ငံကဘာလဲဆိုတော့ပြောရရင်ဂျပန်ကလူကြုံမောမိသွားပြီဆိုတဲ့သဘောမျိုးပေါ့နော်အဲ့တော့တရုတ်ကလည်းပွင့်နေပြန်သူ့ရဲ့စီးရေးအင်အားတိစောက်မှုဟာဘယ်သူတော့မှမရည်ရပါဘူးလို့ပြောပေမဲ့နိုင်ငံတကာလေးလာတဲ့လူတွေတော်တော်များများသိတယ်တရုတ်ရဲ့စီးရေးတိစောက်မှုဟာဂျပန်ကိုရည်မှန်းထားတယ်ဆိုတာဒါဘယ်သူမှညင်းလို့မရအောင်ဘာကြောင့်လဲတရုတ်ကဂျပန်ကိုသူကြီးဆက်ဆရာတွေအများကြီးရှိတယ်ဒါတွေနိုင်ငံရေးဟလာဒီအာရှပစိဖိတ်နိုင်ငံရေးနဲ့ဒီနိုင်ငံတွေအကြောင်းကိုလေ့လာရင်ဒါတွေကကျွန်တော်တို့သိနိုင်တယ်အဲ့လိုဂျပန်ဝန်ကြီးချုပ်ကအဲ့လိုပြောပြီးနောက်ပိုင်းမှာဂျပန်နဲ့တရုတ်ကြားမှာဆွေးနွေးမှုတွေလုပ်ကြရတယ်ဘယ်လိုလုပ်ပြင်မဲ့လဲတရုတ်နိုင်ငံကဂျပန်ရဲ့တင်ပြချက်အားလုံးကိုပယ်ချတယ်ပြီးတော့အခုရက်ပိုင်းမှာတရုတ်ကဘာလုပ်လဲဆိုတော့ဒီဂျပန်ကပြောလိုက်တဲ့စကားနဲ့ပတ်သက်ပြီးတော့တရုတ်ကကုလသမဂ္ဂမှာသွားပြီးတော့ကုလသမဂ္ဂကိုတိုင်တာပေါ့အဲ့လိုတိုင်တာနဲ့ပတ်သက်ပြီးတော့တို့မြန်မာနေဘိန်းမှာအဓိကအပြင်နေဘိန်းအုပ်စုပါနေဘိန်းတော်တော်များများပါပြီးတော့ဟာတရုတ်ကကြောက်ပြီးတော့ကုလသမဂ္ဂတွေပိုင်းသွားတိုင်နေပြီးတော့ဒီလိုပြောတယ်ကျွန်တော်စာလေးနဲ့ဒီသတင်းလေးကိုဖတ်မယ်ပြီးရင်ကျွန်တော်ဆက်သုံးသပ်ပြမယ်ထိုင်ဝမ်ကျွန်းအရေးစီရေးအရာဆွတ်ဖက်မှုလုပ်ဖို့ဂျပန်ကချင်းကြောက်တယ်ဆိုပြီးတော့တရုတ်ကကုလသမဂ္ဂမှာတိုင်ကြားခဲ့ပါတယ်တဲ့တရုတ်ကထိုင်ဝမ်ကိုတိုက်ရင်ဂျပန်ကစီရေးအရာတုံ့ပြန်မှုလုပ်မယ်လို့ဂျပန်ဝန်ကြီးချုပ်ဆာနာအယ်တာကာအီချီရဲ့ပြောဆိုချက်ဟာအပြည်ပြည်ဆိုင်ရာဥပဒေနဲ့တာတမန်ဆက်ဆံရေးနှုန်းတွေကိုပြောင်းပြောင်းတင်းတင်းချိုးဖောက်ရရောက်တယ်လို့တရုတ်ကဆွဆွဲလိုက်တယ်ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ထံသို့ကုလသမဂ္ဂဆိုင်ရာတရုတ်တန်အမတ်ကြီးဖူချောင်းကတရားဝင်စာရေးသားတိုင်ကြားတာဖြစ်တယ်တဲ့ထိုင်ဝမ်ရေလက်ကြားအရေးဂျပန်ကလက်နက်ကင်ဂျားဝင်ဆက်ဖက်ဖို့စူးစမ်းရဲမယ်ဆိုရင်ရန်စကျူးကျော်မှုဖြင့်တတ်မှတ်ရပါလိမ့်မယ်လို့သတိပေးထားတယ်တဲ့အဲ့စာထဲမှာတိုင်စာထဲမှာတရုတ်နိုင်ငံဟာကုလသမဂ္ဂပထညင်အပြည်ပြည်ဆိုင်ရာဥပဒေတွေအရခုခံကာကွယ်ပိုင်ခွင့် right of self defense ကိုတဲ့ပြက်သားကျင့်သုံးသွားမှာဖြစ်ပြီးအချုပ်အခြာအာဏာနဲ့ပိုင်တဲ့နယ်မြေတည်တံ့ခိုင်မြဲမှုကိုခိုင်မာမာကာကွယ်သွားမယ်လို့လည်းတာမတ်ကြီးရဲ့စာမှာဖော်ပြထားပါတယ်တဲ့တရုတ်အစိုးရဟာထိုင်ဝမ်ကိုသူ့ပိုင်တဲ့အဖြစ်သတ်မှတ်ထားပြီးဒီကျွန်းကိုပြန်ထိန်းချုပ်ဖို့စစ်အင်အားအသုံးပြုရေးကိုမငြင်းပယ်ထားဘူးတဲ့ထိုင်ဝမ်ကတော့တရုတ်ကွန်မြူနစ်အစိုးရရဲ့ရည်တည်ချက်ကိုလက်မခံပဲအနာဂတ်ကိုပြည်သူတွေကဆုံးဖြတ်မယ်ဆိုပြီးတုံ့ပြန်ထားပါတယ်ဆိုပြီးဒီသတင်းမှာဒီလိုရေးထားတယ်ဆိုတော့ပြဿနာတွေလိုမျိုးတချို့ကတော့တရုတ်ကအားနည်းနေလို့တရုတ်ကဂျပန်ကိုကြောက်လို့ကုလသမဂ္ဂမှာတိုင်နေဆိုပြီးဒီလိုရေးတယ်ဒါပေမဲ့ပြဿနာကအပြည်ပြည်ဆိုင်ရာပြဿနာတွေဖြစ်လာတဲ့ခါကျရင်နိုင်ငံတကာအတိုင်းဝိုင်းဆိုတာဖယ်ကျင်ထားလို့မရဘူးတော့တရုတ်နိုင်ငံလည်းလက်ရှိအနေအထားမှာသူ့ရဲ့တရုတ်ရဲ့ GDP ကတစ်နှစ်ကို800%လောက်တက်နေတာ800%လောက်တက်နေတာဆိုအဲ့လိုနိုင်ငံကြီးတစ်ခုကမလွဲမရှောင်သာလို့စစ်ဖြစ်လာရမယ်ဆိုရင်တော့သူဟာဥပဒေအရစစ်တပ်ရပါတယ်သူ့နိုင်ငံသူကာကွယ်ရပါတယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုလိုအပ်တယ်အကယ်၍အဲ့လိုအကြောင်းပြချက်တစ်ခုမရှိခဲ့ရင်တေးကြတယ်ဟုတ်လားကမ္ဘာနိုင်ငံစုံအဖွဲ့ကြီးကတရုတ်နိုင်ငံဟာစစ်ဝါဒကိုလုပ်နေပါတယ်ဆိုပြီးတော့တေးကြဖို့တရုတ်ကိုတိုက်မှာဒီအားကပြောရလို့ရှိရင်တရုတ်နိုင်ငံအနေနဲ့စစ်ပွဲဖြစ်ခဲ့မယ်ဆိုရင်တော့ကျန်တဲ့နိုင်ငံစုံအဖွဲ့တွေဝင်လာလို့မရအောင်စပြီးတော့တည်ရချင်းကြိုတင်စီမံတယ်လို့ကျွန်တော်တို့ကဒီလိုသုံးသပ်တယ်ဟုတ်လားကိုရီးယားစစ်ပွဲဖြစ်တယ်ကိုရီးယားစစ်ပွဲဖြစ်တဲ့အချိန်မှာဟုတ်လားတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားနှစ်ချမ်းကွဲသွားပြီးတဲ့အချိန်မှာမြောက်ကိုရီးယားကတရုတ်ဘယ်လိုခေါ်မလဲစီးရေးတာတော့ဗျာစီးရေးရတာတာပေမဲ့မြောက်ကိုရီးယားဟာတောင်ကိုရီးယားကိုစတိုက်ပါတယ်ဆိုတဲ့ဆွဆွဲချက်နဲ့နိုင်ငံစုံအဖွဲ့ဆိုပြီးအမေရိကန်ဥဆောင်တဲ့အဖွဲ့တွေကတောင်ကိုရီးယားဘက်ကဝင်တိုက်တယ်အဲ့တော့တောင်ကိုရီးယားဘက်ကဝင်တိုက်တဲ့အတွက်ဘာဖြစ်လဲဆိုတော့ကျန်တဲ့တရုတ်တို့ဟုတ်လားဒီမြောက်ကိုရီးယားပေါ်မှာစံပတိဖြစ်တဲ့စာနာတဲ့နိုင်ငံတွေကတရားဝင်တိုက်လို့မရအောင်မြောက်ကိုရီးယားဘက်ကပြဿနာအဲ့လိုဖြစ်တာအဲ့တော့အဓိကအဖြစ်လားဒီကျွန်တော်တို့ပြောရလို့ရှိရင်အီရတ်ကိုအမေရိကန်နဲ့နိုင်ငံစုံတွေဝင်တိုက်တာပြဿနာဒါပဲဘာကြောင့်လဲသူ့ရဲ့အကြောင်းပြချက်မှာကဘာလဲဆိုတော့အီရတ်နိုင်ငံကအမေရိကန်နိုင်ငံကိုချိန်ချောက်နေတယ်အီရတ်နိုင်ငံမှာ mass destruction ဆိုတဲ့
အစုလိုက်ပြုံလိုက်တည်စီနိုင်တဲ့လက်နက်တွေရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဒီကိစ္စကိုဟုတ်လားနိုင်ငံတော်ကသွားစစ်တာတော့ဘာလို့ဒါတွေကပြောရရင်တန်တမာရေးရစကလုံးတွေလှအောင်သုံးတာအမှန်မှန်ကတော့နိုင်ငံတကာအဖွဲ့တွေကိုအမေရိကန်က organize လုပ်နိုင်မှုအတွက်ဒီစကလုံးတွေအသုံးပြုထားတာဖြစ်တယ်အဲ့တော့ဥပထားပါတော့အကယ်ဂျပန်ထိုင်ဝမ်ကိုတရုတ်ကတိုက်တာပဲဖြစ်ပါပဲဖြစ်အဲ့ဒါကိုဂျပန်ကတုံ့ပြန်လာရင်တရုတ်အနေနဲ့ဒီမှာငါတို့ကုလသမဂ္ဂကိုဟုတ်လားတရားဝင်တင်ပြထားတာရှိတယ်ဂျပန်နိုင်ငံအနေနဲ့ငါတို့တရုတ်နိုင်ငံကိုတရားဝင်ချင်းချောင်းနေတဲ့အတွက်ဂျပန်နိုင်ငံဟာငါတို့တရုတ်နိုင်ငံရဲ့တရုတ်နိုင်ငံကိုစစ်ရေးရချင်းချောင်းမှုရှိတယ်ဒါမှမဟုတ်တရုတ်နိုင်ငံမှာ right to self defense ဟလားမိမိကိုမိမိကုကွယ်ပေါင်းခုခံကာကွယ်ပိုင်ခွင့်နဲ့ငါတို့ကဂျပန်ကိုပါတိုက်တာဖြစ်တယ်ဆိုတဲ့ဟာမျိုးအကြောင်းပြလို့ရတယ်အဲ့လိုအကြောင်းပြမှလည်းခုနပြောရဟလားကျွန်တော်တို့ရုရှားတို့ကျန်တဲ့တရုတ်ရဲ့မဟာမိတ်နိုင်ငံတွေကဝင်တိုက်လို့ရမှာအဲ့လိုပဲကုလသမဂ္ဂကြီးအနေနဲ့အဲ့ချိန်မှာကုလသမဂ္ဂတပ်ဖွဲ့လွှတ်တာတို့ဘာလို့ဖင်ရလို့မရတော့ပဲနဲ့သူ့ရဲ့ဖြန့်ပြေးနီးလန်းနဲ့တွားလို့ရမှာကျွန်တော်ပြောချင်တာတောက်ပြောရနောက်တစ်ခုကဘာလဲဆိုတော့ကမ္ဘာမှာနိုင်ငံတွေကတိုးတက်လာတဲ့အမျှဖွံ့ဖြိုးလာတဲ့အမျှဈေးကွက်ကျယ်ပြန့်လာတဲ့အမျှသူတို့ကကမ္ဘာမှာရှိထားတဲ့စီးပွားစည်းကမ်းတွေကိုလိုက်နာတယ်ဆိုတဲ့ဟာမျိုးကိုပို့ပြီးပြလာကြတယ်ဒါကြောင့်လည်းပါတယ်လက်ရှိအနေအထားမှာတရုတ်နိုင်ငံအနေနဲ့ဂျပန်လိုနိုင်ငံမျိုးပြောနေအမေရိကန်ကိုတော့ကြောက်စရာအကြောင်းမရှိဘူးတရုတ်ရဲ့စစ်အင်အားတရုတ်ရဲ့လူဦးရေတရုတ်နိုင်ငံရဲ့နည်းပညာဟုတ်လားတရုတ်နိုင်ငံငွေကြေးဒါတွေအတွက်ကိုတရုတ်နိုင်ငံအနေနဲ့ဂျပန်လောက်မပြောနဲ့အမေရိကန်နိုင်ငံကိုတော့ဂရုစိုက်စရာမလိုတရုတ်ကသူ့နိုင်ငံကိုဟုတ်လားအမေရိကန်ဥဆောင်တဲ့အဖွဲ့တွေကတိုက်နေတယ်ဆိုတာသူ့အနေနဲ့ဟုတ်လားအဓိကအဖြစ်တော့တန်တမာရေးစီးပွားရေးပေါ့ဗျာဒါနည်းနဲ့ဒီလိုနည်းတွေနဲ့တိုက်နေဆိုတော့တရုတ်ကကြံခဲ့တဲ့10နှစ်20လောက်တည်းကသူသိထားပြီးသားဒါကြောင့်မို့ဒီဘက်နှစ်ပိုင်းတွေမှာတရုတ်ကဘာလုပ်လဲဆိုတော့အရင်တော့ဆိုလို့ရှိရင်တရုတ်နိုင်ငံအမေရိကန်ကိုလည်မြို့ညှစ်ဖို့အတွက်အမေရိကန်မှာရှိတဲ့ငွေတိုက်စာချုပ်တွေဝယ်တယ်ဒါပေမဲ့လက်ရှိအနေထားမှာဘာလုပ်လဲဆိုတော့တရုတ်ကအမေရိကန်ငွေတိုက်စာချုပ်တွေတဖြည်းဖြည်းပြန်အောင်ပြီးတော့ရွှေရည်စုလာတာတွေ့ရတယ်ဘာကြောင့်လဲစစ်ဖြစ်လာတဲ့အခါကျရင်ငွေတိုက်စာချုပ်တွေကအသုံးဝင်တော့ပါဘူးလို့ပြောလိုက်ရင်ဒါပြောလို့ရတယ်လေစစ်ဖြစ်လာတဲ့အခါကျရင်ဘယ်သူမှတယောက်နဲ့တယောက်ဟုတ်လားစီကံလိုက်နာတွေပါလုံးဝမဟုတ်တော့ဘူးအဲ့ကြရင်တရုတ်နိုင်ငံသူ့လက်ထဲမှာစက်ကူတွေပဲရှိတော့မှာအမေရိကန်ငွေတိုက်စာချုပ်ဆိုတာအဲ့တော့တရုတ်ကအမေရိကန်ငွေတိုက်စာချုပ်တွေကိုရောင်းပြီးတော့တဖြည်းဖြည်းနဲ့ရွှေဝယ်လာတာကိုဒါပြီးခဲ့တဲ့နှစ်တွေတည်းကကမ္ဘာအရေးလေးလာတဲ့လူတွေကသတိထားမိတယ်ဆိုတော့ဒါတွေအများကြီးရှိတယ်ဒါကြောင့်မို့ဘာလဲဆိုတော့လက်ရှိအနေအထားမှာတရုတ်နိုင်ငံရဲ့အင်အားတရုတ်နိုင်ငံရဲ့နည်းပညာတရုတ်နိုင်ငံရဲ့ဒဏအင်အားတရုတ်နိုင်ငံရဲ့စီးပွားရေးအင်ပါယာဒါတွေအားလုံးကအမေရိကန်ဂျပန်လောက်မပြောနဲ့အမေရိကန်နိုင်ငံကိုတော့ဂရုစိုက်စရာမလိုဘူးလို့ဒီလောက်ထိပြောလို့ရတယ်ကျွန်တော်ပြောချင်တာဒါကြောင့်မို့တရုတ်ကဂျပန်ကိုတဖြည်းဖြည်းနဲ့တည်ချင်းရစ်လာမလားသို့မဟုတ်ဂျပန်နဲ့တရုတ်နဲ့ထိုင်ဝမ်ကြားမှာပြဿနာလေးမီးမွေးပြပြီးတော့တစ်ဖက်မှာဗင်နီဇွဲလားကိုအမေရိကန်ကမတိုက်အောင်ဒီဘက်မှာရောင်ပြစစ်လေးလှုပ်ထားမလားကျွန်တော်တို့ကဒါကိုစဉ်းစားရမယ့်အခြေအနေအကယ်၍အမေရိကန်ကဗင်နီဇွဲလားကိုအရန်ဖိပြီးတိုက်လာပြီဗင်နီဇွဲလားမှာ regime change ဆိုတဲ့ဗင်နီဇွဲလားအစိုးရပြုတ်ကျအောင်လှုပ်လာပြီဆိုတရုတ်နိုင်ငံအနေနဲ့ဂျပန်ကိုတနည်းနည်းပြဿနာရှာလိုက်အဲ့ပြဿနာကအမေရိကန်ကိုတေချာဖို့တော့ထိခိုက်မှာဒါမျိုးပါအဲ့တော့တစ်ဖက်မှာယူကရိန်းနဲ့ရုရှားစစ်ပွဲကပြီးသွားတဲ့အချိန်မှာအမေရိကန်ကဘယ်ဘက်ကိုလှည့်လာမလဲအကယ်၍အမေရိကန်ကဒီဟလာအာရှပစိဖိတ်ဒေသကိုလှည့်လာခဲ့ရင်ဟိုတစ်ဖက်မှာဘယ်လိုကစားမလဲလာကျွန်တော်တို့ဒီဆောက်အမေရိကပြီးတော့ကျွန်တော်တို့ Middle East စတဲ့နိုင်ငံတွေမှာစစ်ပွဲတွေဘယ်လိုမျိုးဖန်တီးကြအောင်ပြောလို့မရဘူးနောက်ဒီရက်ပိုင်းမှာပဲဘာဖြစ်လဲဆိုတော့အစ္စရေးကလက်ဘနွန်ကိုပုံသွားကျဲတယ်ပြောရရင်အစ္စရေးကအရှေ့လေပိုင်းဒေသငြိမ်းချမ်းရေးစာချုပ်ကိုတရားဝင်ချိုးဖောက်လိုက်တဲ့သဘောဖြစ်သွားတယ်ဆိုတော့ပြောရလို့ရှိရင်တော့ရုရှားနဲ့ယူကရိန်းစစ်ပွဲကိုတဖြည်းဖြည်း freeze လုပ်လာတယ်တဖြည်းဖြည်းဟလာစစ်ပြင်းကြီးလှုပ်လာတဲ့အချိန်မှာအနောက်အုပ်စုနိုင်ငံတွေကတခြားစစ်ပွဲတွေဖန်တီးဖို့အတွက်တာဆူလာကြတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တခုပြောပြမယ်ဘယ်ပညာရှင်မှမပြောတဲ့စကားတခုရှိတယ်အဲ့ဒါကိုကျွန်တော်လေ့လာတယ်ကျွန်တော်ပြောပြမယ်အဓိကခရစ်ယာန်နိုင်ငံတွေကဘယ်တော့မှခရစ်ယာန်နိုင်ငံချင်းစစ်ပြုလို့မရှိဘူးကျွန်တော်ပြောချင်တာအမေရိကန်ပြောရလို့ရှိရင်နေလားငါလားပြောရင်ခရစ်ယာန်အစွန်းရောက်နိုင်ငံဒါကျွန်တော်ဒီလောက်ထိပြောလို့ရတယ်အမေရိကန်နိုင်ငံဟာဘယ်တော့မှခရစ်ယာန်နိုင်ငံချင်းကိုပြဿနာမရှာဘူးအမေရိကန်ပြဿနာရှာရင်အစ္စလာမစ်နိုင်ငံတွေကိုပြဿနာရှာမယ်နောက်ဆုံးမရရင်ဗုဒ္ဓဘာသာနိုင်ငံတွေကိုပြဿနာရှာလိုက်မယ်ဒါဟာဒီတိုင်းပဲဖြစ်လာတာများတယ်အဲ့တော့ဒုတိယကစစ်ပြီးကန်နေတော့ကလည်းဒီလိုပဲအနုမြူဘုံနှလုံးရှိတယ်တစ်လုံးကိုဂျာမနီကိုချလို့မရဘူးလားဂျပန်ကိုဘာလို့နှလုံးလုံးချတာလဲဒါမျိုးတွေကိုအများကြီးပဲပေါ့နော်ဆိုတော့စစ်ပွဲတွေကအလဟတ်သက်ဖြစ်လာတာမဟုတ်စစ်ပွဲစတင်တဲ့နိုင်ငံတွေကပြောရရင်တော့သူတို့ရဲ့စီးပွားရေးလူမှုရေးဘာသာရေးဒီ empire တွေချက်တွင်နေတယ်သူတို့ရဲ့အင်အားတွေကိုပြကျင်လို့
ဒီစစ်ပွဲတွေကိုဖန်တီးတာဖြစ်တယ်ဒီလိုဖန်တီးတဲ့နေရာမှာလဲသူတို့နဲ့မျိုးတူတဲ့လူတွေဘာသာတူတဲ့လူတွေအယူဝါဒတူတဲ့လူတွေကိုရှောင်ရှားလေးရှိတယ်လို့ကျွန်တော်ဒီလိုမျိုးသုံးသပ်ချင်တယ်ဒါအောင်မလို့ထိုင်ဝမ်နဲ့ဒီတရုတ်နဲ့ဂျပန်ကအရေးခင်းကဒီအမေရိကန်နဲ့ဗင်နီဇွဲလားပြဿနာပေါ်မှာနည်းနည်းလေးမူတည်နေရလို့ကျွန်တော်ဒီလိုသုံးသပ်ချင်တယ်နောက်နေ့တော့ကျွန်တော်အမေရိကန်ဗင်နီဇွဲလားပြဿနာကိုကျွန်တော်နည်းနည်းသုံးသပ်ကြည့်ပါဦးနော်နောက်တစ်ခုကဘာလဲဆိုတော့လက်ရှိအနေထားမှာတောင်အာဖရိကနိုင်ငံဂျိုဟန်နက်စ်ဘတ်မြို့မှာ G20 ပေါ့နော်ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံတွေရင်းတော့ G7 ပေါ့နောက်ကျ G20 ပေါ့လေ့လာသူတွေပါညာ G20 ထိပ်သီးစည်းဝေးကျင်းပနေအဲ့ဒီအစည်းအဝေးကထူးခြားတာကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသွားမတက်ဘူးတရုတ်သမ္မတရှီကျင်းပင်လည်းမသွားဘူးပေါ့နော်ဒီ G20 အစည်းအဝေးလို့ပါလို့ဆိုတာတကယ်ကိုကမ္ဘာထိပ်တန်းခေါင်းဆောင်တွေတွေ့တဲ့နေရာတွေဒါပေမဲ့ဒေါ်နယ်ထရန့်မသွားဘူးဒီမှာရှီကျင်းပင်လည်းမသွားဘူးအဲ့ဒီမှာကြေညာချက်ထုတ်တယ်ဆိုပြီးတော့ဒီလိုရေးတာအဲ့ကြေညာချက်နဲ့အဲ့ထိပ်သီးအစည်းအဝေးရဲ့ပူးတွဲကြေညာချက်အဲ့ဒါကဘာလဲဆိုကျွန်တော်နည်းနည်းဖတ်ပြပြီးနည်းနည်းသုံးသပ်မယ်20ကြိမ်မြောက် G20 ခေါင်းဆောင်များထိပ်သီးအစည်းအဝေးကိုနိုဝင်ဘာ22ရက်တွင်တောင်အာဖရိကနိုင်ငံဂျိုဟန်နက်စ်ဘတ်မြို့၌ဖွင့်လှစ်ကျင်းပခဲ့တယ်တဲ့အစည်းအဝေးကိုတက်ရောက်လာကြသောဗတ်အသီးသီးဟာအစည်းအဝေးအဓိကကျသောလုပ်ငန်းစဉ်များနှင့်ဆက်လက်သဘောတူညီချက်များရရှိခဲ့ပြီး G20 ခေါင်းဆောင်များဂျိုဟန်နက်စ်ဘတ်မြို့ထိပ်သီးအစည်းအဝေးကြေညာချက်ကိုအတည်ပြုခဲ့ကြောင်းတောင်အာဖရိကနိုင်ငံတကာဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးရိုနယ်လမ်မိုလာကအဆိုပါနေ့ညနေပိုင်းတွင်ကျင်းပသောသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တယ်။ယင်း G20 ထိပ်သီးအစည်းအဝေးပထမအကြိမ်ဖွင့်ပွဲအခမ်းအနားကျင်းပရာနေရာတွင်ပူးတွဲကြေညာချက်အတည်ပြုခဲ့ခြင်းဖြစ်တယ်။အစည်းအဝေးမကျင်းပမီတောင်အာဖရိကဆိုင်ရာအမေရိကန်တန်ယုံကအမေရိကန်အနေဖြင့်ထိပ်သီးအစည်းအဝေးတွင်ပါဝင်မည်မဟုတ်ကြောင်းထပ်လောင်းပြောကြားခဲ့ပြီးအမေရိကန်၏သဘောတူညီချက်မရှိဘဲ G20 သဘောတူညီချက်ကိုအခြေခံ၍ထိပ်သီးအစည်းအဝေးဆိုင်ရာရလက်စာရွက်စာတမ်းများကိုထုတ်ပြန်ခြင်းကိုကန့်ကွက်ကြောင်းပြောကြားခဲ့တယ်။စာတစောင်တောင်အာဖရိကအစိုးရထံပေးပို့ခဲ့တယ်။အဲ့ပြောကြားထားတဲ့စာတစောင်တောင်အာဖရိကအစိုးရထံပေးပို့ခဲ့တယ်။ရင်းတော့တောင်အာဖရိကအစိုးရကအမေရိကန်ဟာထိပ်သီးအစည်းအဝေးကိုဖယ်ကျင်ခြင်းကြောင့်၎င်း၏ထုတ်ဖော်ပြောကြားခွင့်ဆုံးရှုံးသွားကြောင်းနှင့်တောင်အာဖရိကအနေဖြင့်အမေရိကန်၏အတင်းအကျပ်ဖိအားပေးမှုတွင်အညံ့ခံမည်မဟုတ်ကြောင်းချက်ချင်းတုံ့ပြန်ခဲ့တယ်။ပြောရရင်တောင်အာဖရိကကအရှင်အဖြစ်ဒီ G20 အစည်းအဝေးကိုကျင်းပနေတဲ့အချိန်မှာဒီကထုတ်တဲ့ထုတ်ပြန်ချက်ကအမေရိကန်ကသူမပါတဲ့အတွက်ဒီထုတ်ပြန်ချက်ကိုလုံးဝအတိမပြုတ်မှာမဟုတ်ဘူးဆိုဒီလိုမျိုးကျင်းပဒီလိုမျိုးပြောတာပေါ့တောင်အာဖရိကခေါင်းဆောင်ရာမာဖိုဆာကလည်းပြောလဲဆိုတော့ဒီစည်းဝေးကတောင်အာဖရိကမှာကျင်းပနေတဲ့အတွက်ဒီထုတ်ပြန်ချက်ကိုမပါတဲ့လူဟာသူ့ဘောက်သူဆန္ဒအရမလာခြင်းဖြစ်တယ်ထုတ်ပြန်ချက်ကိုတော့ထုတ်ပြန်ရမှာပဲဆိုတဲ့သဘောမျိုးသူကပြောတာပေါ့နော်သူ့ဘောက်သူ့နေရာသူအဆုံးရှုံးခံပြီးမလာတာဖြစ်တယ်ဒီထုတ်ပြန်ချက်ကတော့ G20 ထိပ်သီးအစည်းအဝေးပွဲတွေရဲ့အစဉ်လာရထုတ်ပြန်သွားမှာပဲဆိုပြီးတော့ဒီရာမာဖိုဆာကဒီလိုပြောတာပေါ့နော်ထိပ်သီးအစည်းအဝေးပွဲကြေညာချက်တွေနဲ့အကြောင်းအရာ122ချက်ပါကနိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဖြင့်ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကိုရင်ဆိုင်တုံ့ပြန်ရန်အလေးထားဖော်ပြခဲ့ပြီးအားလုံးပါဝင်သောတိုးတက်မှုနှင့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကိုတွန်းအားပေးရန်ဖွံ့ဖြိုးဆဲနိုင်ငံများအားထောက်ပံ့မှုကိုအားကောင်းစေရန်တိုက်တွန်းခဲ့တယ်။ကြေညာချက်ကိုအောင်မြင်စွာအတည်ပြုနိုင်ခဲ့ခြင်းကနိုင်ငံအသီးသီးသည်လက်တွေ့ကျသောလှုပ်ရှားမှုဖြင့်ပူးပေါင်းဆောင်ရွက်မှုကိုအားကောင်းစေပြီးနိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကိုထောက်ခံရန်လှုပ်ဆောင်လျက်ရှိသူကိုပြသခဲ့ကြောင်းတောင်အာဖရိကသမ္မတပြောရေးဆိုခွင့်ရှိသူ Vincent Magwanya ကအဆိုပါနေ့မှာရှင်ဝါသတင်းတော်၏မေးမြန်းမှုဖြေကြားရန်ပြောကြားခဲ့တယ်တဲ့။ကမ္ဘာကြီးဟာစိုးတူကောင်းဘက်ဖြစ်သောမိသားစုကြီးဖြစ်ပြီးတော့ဖွံ့ဖြိုးတိုးတက်ရေးကြီးမှန်းချက်တွေကိုကြိုးပမ်းရမှာမြည်သည့်နိုင်ငံမှတဦးတစ်ယောက်တည်းရှောင်လိုက်ရင်မရကြောင်းယခုအချိန်ထိပ်သီးအစည်းအဝေးမှာနိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒရဲ့အရေးပါမှုကိုလည်းထပ်မံထင်ဟပ်စေကြောင်း၎င်းကအရေးပေးပြောကြားခဲ့တယ်တဲ့။အမေရိကန်လာမဲ့ G20 အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ရင်းမတိုင်မီမီဒီယာများ၏သတင်းဖော်ပြချက်အရအမေရိကန်ဟာတောင်အာဖရိကမှာရှိတဲ့၎င်းတန်ယုံယာယီတောင်ဝန်ခံကိုသာအလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ်လွှဲပြောင်းပေးရပွဲသို့ဆီလွှတ်ရန်စီစဉ်ထားရာတောင်အာဖရိကအစိုးရ၏ညင်းပယ်ခြင်းခံခဲ့ရကြောင်းသိရတယ်တဲ့။ဤအစီအစဉ်ကိုတောင်အာဖရိကလက်မခံကြောင်းမက်ဂဝနီယာကပြောတယ်တဲ့အမေရိကန်၏အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ်လွှဲပြောင်းပေးရမှုဆိုင်ရာအစီအစဉ်နဲ့ဆက်လွှင့်မေးမြန်းရမှာလမ်မိုလာကတန်တမန်ရေးရလှုပ်ထုံးလုပ်နည်းအရတင့်လျော်သောအဆင့်ရှိသောကိုယ်စားလှယ်တဦးအစည်းအဝေးတက်ရောက်ရန်အမေရိကန်ဘက်ကစီလူခဲ့ခြင်းမရှိသောကြောင့်တောင်အာဖရိကဟာထိပ်သီးအစည်းအဝေးကျင်းပရာနေရာတွင်အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ်လွှဲပြောင်းပေးရခြင်းအခမ်းအနားကိုကျင်းပမည်မဟုတ်ကြောင်းထောက်ပြခဲ့တယ်။ G20 အဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ်အမေရိကန်ဟာနိုင်ငံအကြီးအကဲသို့မဟုတ်ဝင်ကြီးအဆင့်ရာထူးရှိတဲ့ထိပ်သီးအစည်းအဝေးတက်ရောက်တဲ့ကြောင်း၎င်းကပြောတယ်တဲ့။တောင်အာဖရိကဟာတကားဖွင့်လှစ်မှုနှင့်ချစ်ကြည်ရင်းနှီးမှုရှိသောသဘောထားအစဉ်အမြဲလက်ကင်ထားပြီးအမေရိကန်ဘက်နှင့်အတူပူးပေါင်းဆောင်ရွက်မှုကိုထိန်းသိမ်းထားလိုကြောင်းတဲ့
လွှဲပြောင်းပေးရခြင်းအခမ်းအနားကိုထိပ်သီးအစည်းအဝေးပြီးဆုံးသည့်နောက်တောင်အာဖရိကနိုင်ငံတကာဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှကျင်းပမှာဖြစ်တယ်လို့အမေရိကန်ဘက်ကတောင်းဆိုမှုပြုပြီးနောက်တောင်အာဖရိကပြည်တွင်းအခြားတင့်လျော်သောနေရာ၌ပြုလုပ်နိုင်ကြောင်းလမ်မိုလာကပြောကြားခဲ့ဆိုပြီးတော့တရုတ်စင်ဝါသတင်းဌာနတွေလိုရေးထားတယ်ကျွန်တော်တို့နိုင်ငံတကာဆက်ဆံရေးမှာဒါအားလုံးသိပါ protocol ဆိုတာရှိတယ် protocol ဆိုတာဘာလဲဆိုတော့ဒီအခမ်းအနားကိုဟုတ်လားဝန်ကြီးအဆင့်လာတဲ့အခမ်းအနားကိုနိုင်ငံမှာထားပါတော့ host country ပေါ့နော်ဒီကျင်းပတဲ့ country အနေနဲ့ဝန်ကြီးအဆင့်လာတဲ့အခမ်းအနားကိုကျန်တဲ့နိုင်ငံတွေကလည်းဝန်ကြီးအဆင့် level ပေါ့နော်အဲ့ထက်မနှိမ့်တဲ့ဟာတက်ရမယ်ပေါ့စသည်အဖြစ်ပေါ့နော်အဲဒီလိုမျိုးပေါ့ဒီဒါနိုင်ငံတကာဒီ G20 ထိပ်သီးအစည်းအဝေးပွဲဆိုလေဒီလိုပဲပေါ့သူတို့ရှိမှာ protocol အရတတ်မှတ်ချက်တွေရှိတာပေါ့ဟုတ်လားနိုင်ငံတစ်ခုကဒီဟာထိပ်သီးအစည်းအဝေးပွဲနောက်လာမယ့်နှစ်မှာကျင်းပမယ့်နိုင်ငံကဒီထိပ်သီးအစည်းအဝေးကထားပါတော့ဗျာဟိုဘယ်လိုခေါ်မလဲလွှဲပြောင်းမှုအခမ်းအနားကိုတန်ရုံးယာယီတာဝန်လောက်တက်တယ်ဆိုတာပြောရရင် G20 အဖွဲ့ကြီးကအပလာအဖွဲ့ကြီးပါကွာလို့အမေရိကန်ကပြောလိုက်တာ ਨੇ အတူတူပဲဖြစ်တယ်ဒါမှမဟုတ်ဒီ Ramaphosa ကမရဘူးဒီထဲမှာပါထားတဲ့ G20 စီမီစီကနေတွေမှာပါထားတဲ့ဒီဟာကိုယူနိုင်လောက်တဲ့ခေါင်းဆောင်တယောက်လွှတ်ပေးရမယ်ဆိုဒီလိုပြောတာပေါ့ဒီလိုပြောတာအဲ့တော့ပြောရလို့ရှိရင်လက်ရှိအနေထားမှာဟိုအာဖရိကဟာဒီလက်ရှိဒီတောင်အာဖရိကသမ္မတပေါ့နော်သူကအမေရိကန်ကိုသွားပြီးတော့ဂျိုးဘိုင်ဒန်နဲ့နည်းနည်းလေးစကားစရီများပြီးနောက်ပိုင်းမှာဂျိုးဘိုင်ဒန်ကတောင်အာဖရိကကိုလည်းနည်းနည်းတင်းထားတဲ့သဘောရှိတာပေါ့နော်တောင်အာဖရိကကိုနည်းနည်းတင်းထားတဲ့သဘောနောက်တစ်ခုပြဿနာပါလဲဆိုတော့တောင်အာဖရိကက BRICS အဖွဲ့ဝင်နိုင်ငံဖြစ်နေတယ် BRICS အဖွဲ့ဝင်နိုင်ငံတွေကအဓိကအဖြစ်ဒေါ်လာနဲ့ပြိုင်ဘက်ဖြစ်တဲ့ currency တစ်ခုကိုဟိုပေါ်ထုတ်ဖို့အတွက်ဒီချိန်မှာနော်ဟိုလုပ်ဖို့အတွက်ပေါ့နော်ဒီချိန်မှာကြိုးစားနေတာဖြစ်တယ်ဒါကြောင့်မလို့အမေရိကန်အနေနဲ့ကသူ့ဒေါ်လာငွေကြေးကဆက်ပြီးတော့ကမ္ဘာသုံးငွေအဖြစ်ဆက်တည်မြဲနေအောင်သူ့အနေနဲ့လုပ်နေရတယ်လေရှိတယ်ဆိုတော့ပြောရရင်ဒီဘက်မှာ BRICS တို့ဟုတ်လားကျွန်တော်တို့ဒီ Shanghai Cooperation ပေါ့ SCO တို့ဒီအဖွဲ့တွေကလည်းပြောရရင်တဖြည်းဖြည်းနဲ့အင်အားတောင်းလာတယ်အင်အားတောင်းလာပြီးတော့တဖြည်းဖြည်းဘယ်လောက်ထိဖြစ်လာလဲဆိုလို့ရှိရင်ကုလသမဂ္ဂအဖွဲ့ကြီးကတောင်ကမ္ဘာမှာတဖြည်းဖြည်းနေရာပြောက်လာတဲ့သဘောဖြစ်လာတယ်ဒေသဆိုင်ရာအဖွဲ့တွေကျန်တဲ့ဟာလားဒီတိုက်ကြီးတွေနဲ့ဆိုင်တဲ့အဖွဲ့တွေတော်တော်များများဟာကုလသမဂ္ဂအထွေထွေညီလာခံတို့ဘာလို့ဒါတွေတက်ဆိုင်ကိုဒေတာတွင်းမှာတည်ငြိမ်ရေးနဲ့ဟလာဖွံ့ဖြိုးတိုးတက်ရေးဒါတွေအတွက်ကိုကျန်တဲ့ဖွံ့ဖြိုးမှုအများဆုံးရှိတဲ့နိုင်ငံကြီးတွေနဲ့ပေါင်းပြီးလှုပ်လာတာကိုတွေ့ရတယ်ကုလသမဂ္ဂဟာပြောရရင်တော့တဖြည်းဖြည်းနဲ့နေဝင်ချိန်နီးနေပြီလို့တော့ကျွန်တော်ဒီလိုသုံးသပ်လို့ရတယ်ဟုတ်လားအဲ့တော့ကျွန်မိုးထိုးတို့ကောင်မျိုးတက်နေတဲ့နေရာတော့ဗျာဒါသိတဲ့အတိုင်းပဲတိတ်ဘာဘလို့လို့ဂုံသေးရှိမှလဲကျွန်တော်ပြောချင်တာနော်အဲ့တော့ကျွန်မိုးထိုးကလည်းကုလသမဂ္ဂအုပ်စုတွေကဒါပြောရရင်အိမ်ပြည့်အနေနဲ့ထားတဲ့သဘောပါဘာလို့ဆိုတော့ဟိုတဖြည်းဖြည်းနဲ့ကုလသမဂ္ဂပေါ်မှာကျန်တဲ့ကမ္ဘာနိုင်ငံတွေတော်တော်များများကအယုံကြည်မဲ့လာကြအောင်နော်ကုလသမဂ္ဂဟာတစ်ဖက်စောင်းနှင်းဆိုတဲ့ဟာမျိုးဖြစ်လာတာဒါမှမဟုတ်ကျွန်တော်အမြဲပြောပါကျွန်တော်နိုင်ငံတော်အစိုးရဆိုလို့ရှိရင်လေအာဆီယံအဖွဲ့ကိုလည်းသိကောင်းနိုင်မထည့်ဘူးကုလသမဂ္ဂကိုလည်းသိကောင်းနိုင်မထည့်ဘူးဒီဘက်မှာသူက SCO တို့ BRICS တို့ကိုဝင်မှုကြိုးစားတယ်နောက်ပြီးတော့ဒေတာရင်းအဖွဲ့အစည်းတွေပြည်ဟလာမဲခေါင်လန်ချမ်းအဖွဲ့တွေမှာတကယ်နေရာဟလာဘယ်လိုခေါ်မလဲအဲ့အဖွဲ့ဝင်နိုင်ငံတွေနဲ့ပို့ပြီးတော့နီးကပ်ပေါင်းတယ်နောက်တစ်ခုကကျွန်တော်တို့တောင်အာရှပေါ့နော်တောင်အာရှနိုင်ငံအဖွဲ့တွေမှာဒါတွေနဲ့ပို့ပြီးပေါင်းလာတာရှိတယ် BIMSTEC ပေါ့နော်BIMSTEC နိုင်ငံတွေနိုင်ငံစုံအသင်းတွေဒါတွေနဲ့ပို့ပြီးအဓိကclose tie လောက်လာတာတွေ့ရတယ်တွေ့ရတဲ့အခါကျတော့ပြောရရင်ကျွန်တော်တို့ကဘာလဲဆိုတော့အဓိကအဖြစ်လက်ရှိနိုင်ငံမှာကျွန်တော်တို့နိုင်ငံမှာဟလာခေါင်းဆောင်တွေနဲ့ခေါင်းဆောင်တွေဟာသူတို့က right time right thing ပေါ့နော်ဘယ်ချိန်မှာဘာလုပ်ရမယ်ဆိုတော့သူတို့ကောင်းကောင်းသိတယ်ဒါမှမဟုတ်ပြောရရင်အရင်တော့ကလိုမျိုးလားကုလသမဂ္ဂတို့အာဆီယံတို့ဆိုပြီးတော့ကျွန်တော်တို့နိုင်ငံပုံသဏ္ဍာန်အမျိုးမျိုးနဲ့လာပြီးလက်ဝဲကြီးအုပ်ဖို့ဆိုတာမလွယ်တော့ဘူးကျွန်တော်ပြောချင်တာမလွယ်တော့ဘူးအဲ့တော့နိုင်ငံကြီးတွေအနေနဲ့မြန်မာနိုင်ငံရေးကိုဝင်ဆွတ်ဖက်ချင်လားဆွတ်ဖက်ချင်မြန်မာမှာရှိတဲ့ဟာလားတကယ်တိုင်းပြည်ကိုတရားသောအဖြစ်တရားသောနည်းနဲ့အုပ်ချုပ်နေတဲ့တရားဥပဒေအရအုပ်ချုပ်နေတဲ့အစိုးရနဲ့ချင်းကပ်ရမယ်တပုံကိုချင်းကပ်ပြီးတော့တိုင်းပြည်မှာရှိတဲ့နိုင်ငံရေးကိုဝင်ချေလေဖို့ဆိုတာတမိုင်းမှာကြံခဲ့ပြီကျွန်တော်ပြောချင်တာဘာလို့လဲဆိုတော့ကမ္ဘာမှာရှိတဲ့နိုင်ငံတော်များများကလည်းသိလာပြီနိုင်ငံကြီးတွေကသူတို့လိုရင်တော့ဟာတကယ်ကိုဟလာဖက်လေတင်ရင်သူတို့မလိုရင်တော့လှည့်အောင်မကြည့်တော့တဲ့ဟာတွေကိုနိုင်ငံတိုင်းကသိလာပြီဒါကြောင့်မို့နိုင်ငံတွေတော်တော်များများကပြောရတော့ဗျာဟိုဘယ်လိုခေါ်မလဲဟိုကိုယ့်ကိုအဖက်မလုပ်တဲ့လူတွေကိုသိကောင်းမထည့်ပဲနဲ့ကိုယ့်ကိုအဖက်လုပ်တဲ့လူတွေနဲ့ပို့ပြီးတော့နီးကပ်ပူးပေါင်းလာတာတွေ့ရတယ်လို့အဓိကအဖြစ်တော့ဘာလဲဆိုတော့ကိုယ်တိုင်းပြည်ထဲမှာဟာအဓိကပြည်တွင်းရေးကိုနော်ပြည်တွင်းရေးကိုအာရုံစိုက်လာတယ်ကိုယ့်ရဲ့ပြည်တွင်းဟာဖွံ့ဖြိုးတိုးတက်ရေးတည်ငြိမ်ရေးဒါတွေကိုပိုအာရုံစိုက်လာတယ်တိတ်ပြီးတော့နိုင်ငံတကာဆိုတာကပြောရရင်ကိုကောင်းမှသူပေါင်းမယ်ဆိုတော့သူတို့ဒါမျိုးသိလာကြတယ်ဒါတွေကိုကျွန်တော်ပြောရင်ဒါကြောင့်မလို့ကမ္ဘာမှာတော့ပြောရရင်တော့ဒီနိုင်ငံဟိုပြောရရင်ဘယ်လိုခေါ်မလဲအင်အားကြီးနိုင်ငံတွေခေါင်းဆောင်တဲ့ဟလာဒီအုပ်စုတွေကအရင်လိုတစုတည်းမဟုတ်တော့ဘူးအရင်တော့ဆိုလာအမေရိကန်ရှိမယ်
ဒီကျွန်တော်တို့ကုလသမဂ္ဂရှိမယ်ကျွန်တော်တို့ကမ္ဘာဘဏ်ရှိမယ်ဒါကြီးတွေကနိုင်ငံငယ်လေးတွေကိုပုံစံမျိုးမျိုးနဲ့ခြေလဲလာဒါပေမဲ့နောက်ပိုင်းမှာဒီဘက်မှာ SCO ပေါ်လာတယ် BRICS ပေါ်လာတယ်ကျန်တဲ့ဟလာဒီပြောရလို့ရှိရင်ငွေကြီးအရာဆိုလို့ရှိရင်လည်းတကယ်မတရုတ်နိုင်ငံတို့ဘာလို့ပြောရရင်နိုင်ငံငယ်လေးတွေအတွက်ကိုတကယ်ကိုဘယ်လိုခေါ်မလဲငွေချီးတာတွေဘယ်လိုခေါ်မလဲနီးပညာထောက်ပံ့တာတွေဒါတွေအများကြီးလုပ်လာတဲ့အတွက်နိုင်ငံငယ်လေးတွေအနေနဲ့တိတ်ပြီးတော့တကယ်တမိုင်းတွေကအဖွဲ့အစည်းတွေကိုဂရုစိုက်စာမလိုတော့တဲ့အခြေအနေရောက်လာတယ်လို့เนาะကျွန်တော်တို့ပြောချင်တယ်နောက်တစ်ခုကတော့ဗျာဒီသတင်းကတော့ကျွန်တော်တို့ကသုံးသပ်ဖို့လိုအပ်တယ်ဒါတော့ပြည်တွင်းသတင်းဘာကြောင့်လဲဆိုတော့လက်ရှိအနေထားမှာနိုင်ငံတော်အစိုးရအနေနဲ့ဟလာဒီ online scam ပေါ့နော် online scam လို့ကျွန်တော်တို့ online gambling ပေါ့နော်ဒီဟာတွေကိုအဓိကဘယ်လိုခေါ်မလဲတိုက်ဖြတ်လာတဲ့အချိန်မျိုးသားရေးတာဝန်ရတိုက်ဖြတ်လာတဲ့အချိန်မှာဒီဟာကိုဒီလိုတိုက်ဖြတ်နေတာကိုဇော်ကန့်လန့်လုပ်နေတာကတဖြည်းဖြည်းနဲ့ပြောရရင်အဲ့အဖွဲ့အစည်းကတဖြည်းဖြည်းနဲ့ဇော်ကန့်လန့်လုပ်တာပိုသိတာလာတယ်နော်အဓိကအပြင်ဘယ်လိုလဲ KNL လေးပေါ့နော်ဖရိုကွယ်တူးဝင်းတို့စောတော်နေတို့ဥဆောင်တဲ့အုပ်စုတွေဟာဒီကြားပြန်တိုက်ဖြတ်ရေးကိုဘာကြောင့်ကန့်လန့်လုပ်နေတာလဲဆိုတဲ့မေးခွန်းတစ်ခုပေါ်လာတယ်နော်ပေါ်လာတယ်အကယ်၍ထားပါတော့ဗျာလက်ရှိအနေထားမှာဖရိုကွယ်တူးဝင်းတို့ဒီကုန်းင်းတို့စောတော်နေတို့ဥဆောင်တဲ့ KNL လေးဟာတကယ်ရိုးသားတယ်သူတို့အနေနဲ့ကြားပြန်တဲ့လုံးဝမပတ်သက်ဘူးသူတို့အနေနဲ့ဒီ online scamming တွေ online gaming တွေ online gambling တွေဒါတွေနဲ့လုံးဝမပတ်သက်ဘူးဆိုလို့ရှိရင်နောက်ဆုံးအနေနဲ့ထိုင်ကြည့်နေလို့တော့ရတယ်ဒါပေမဲ့ဒီလိုထိုင်ကြည့်နေတာမဟုတ်ဘဲနဲ့ဒီကြားပြန်ကိုတိုက်ဖြတ်နေတဲ့ BGF တွေနောက်တက်မော်စစ်ကြောင်းတွေကိုပုံစံမျိုးနဲ့နှောက်ယှက်လာတာကိုတွေ့ရတယ်ကျွန်တော်ဒီသတင်းပုတ်ဖတ်ရတယ်အဲ့ဒါလေးကိုကျွန်တော်ဖတ်ပြမယ်ပြီးလို့ရှိရင်ကျွန်တော်နည်းနည်းသုံးသပ်မှာနော်မြောက်ဝင်ဒီတိုက်ပွဲအတွင်းနဲ့ထိုင်းမက်ချမ်းတို့လက်နက်ကြီးကြားရောက်ရေးတဲ့ထိုင်းစစ်တပ်တက်လန့်ထားဆိုပြီးဒီလိုခေါင်းစဉ်နဲ့ရေးထားတယ်ထိုင်းမြန်မာနယ်စပ်မြောက်ဝင်မြို့အနီးတွင်အကြမ်းဖက်အဖွဲ့များနှင့်တပ်မတော်တို့ထိတွေ့တိုက်ပွဲအတွင်းထိုင်းနိုင်ငံပတ်ချမ်းတို့လက်နက်ကြီးကြားရောက်ပေါက်ဝဲခဲ့သည့်အတွက်ထိုင်းစစ်တပ်မှလုံခြုံရေးတိုးမြင့်ကအသည့်အနေထားပြင်ဆင်တက်လန့်ထားကြောင်းသိရတယ်တဲ့နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာနေရာများမှာထိုင်းနိုင်ငံနှင့်1ကီလိုမီတာအကွာဝေးသာရှိပြီးမဲဆောက်မြို့နယ်မဲကိုကင်းရွာအတွင်းတို့60မမလက်နက်ကြီးတစ်လုံးလဲကြားရောက်ပေါက်ဝဲခဲ့ခြင်းဖြစ်ပြီးနေအိမ်လေးလုံးနဲ့ကားတစ်စီးပျက်စီးခဲ့ကြောင်းပျက်စီးခဲ့လူထိခိုက်မှုရှိကြောင်းသိရတယ်တဲ့မြန်မာတပ်မတော်မှပြစ်ခတ်ခြင်းဖြစ်တယ်ဆိုပြီးအဆိုပါလက်နက်ကြီးကြားရောက်ခြင်းဖြစ်ကြောင်းပြောဆိုကြတော့လေအတည်ပြုနိုင်ခြင်းမရှိဘူးတဲ့ထိုင်းသတင်းမီဒီယာတွေကမူတဲ့မြန်မာတပ်မတော်ဟာတဲ့အကြမ်းဖက်အဖွဲ့များကိုပြီးခဲ့တဲ့နိုဝင်ဘာ27ရက်စတင်ကပြင်းထန်သည့်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းဖော်ပြထားတယ်။ထိုင်းနိုင်ငံတွင်လက်နက်ကြီးကြားရောက်မှုကြောင့်ထိုင်းစစ်တပ်က120မမမီဂိုဘုံဖြင့်ပစ်ခတ်ကသတိပေးခဲ့ပြီးထိုင်းမြန်မာနယ်စပ်တစ်လျှောက်တွင်လည်းကင်းလင်းမှုတိုးမြင့်ခြင်းယာယီစောင့်ကြည့်ရေးစခန်းများထားခြင်းလေကြောင်းစောင့်ကြည့်ခြင်းကဲ့သို့ကာကွယ်ရေးအစီအစဉ်များကိုတိုးမြင့်ထားကြောင်းသိရတယ်တဲ့။ယခုကဲ့သို့ထိုင်းမက်ချမ်းသို့လက်နက်ကြီးကြားရောက်မှုမှာပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်းဖြစ်ပွားခဲ့ရယခုကဒုတိယအကြိမ်ဖြစ်ပြီးစိုးရိမ်ပူပန်ကြောင်းလဲထိုင်းဗိုလ်ချုပ်ကြီးဝိုရာတက်ကပြောတယ်တဲ့မြောက်ဝီမြို့အနီးဖြစ်နေသည့်တိုက်ပွဲများအတွင်းတဲ့ KNL ဟာတဲ့နိုဝင်ဘာ23ရက်နေ့ကကြားပြန်လုပ်ငန်းများအခြေစိုက်ထားသည့်မင်းလက်ပံရွာကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းထိုင်းသတင်းမီဒီယာတွေဖော်ပြထားတယ်သူတို့ရေးထားတယ်ပြောလို့ရှိရင်ဒီကြားပြန်လုပ်ငန်းကိုနိုင်ငံတော်အစိုးရအနေနဲ့ဒီအချိန်မှာတိုက်ဖြတ်နေတဲ့အချိန်မှာတော်တော်လေးတချို့ကိစ္စတွေမှာအကဲဆက်တာလေးရှိတယ်။ဘာကြောင့်လဲဆိုတော့သတင်းတွေမှာဖော်ပြချက်အရထိုင်းမှာရှိတဲ့အဓိကအဖြစ်လုံခြုံရေးဝန်ထမ်းတွေပေါ့အဓိကအဖြစ်ထိုင်းရဲတပ်ဖွဲ့ဟာဒီကြားဖြန့်နဲ့ပတ်သက်ပြီးတော့တော်တော်လေးပတ်သက်မှုရှိထားတယ်ဆိုတာဒီသူတို့ရှိမှာဖော်ပြတဲ့သတင်းတွေရတော်တော်သိရတယ်။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ရက်ကဆိုလို့ရှိရင်ထိုင်းထောင်ထဲမှာဖမ်းခံထားရတဲ့ကြားဖြန့်နဲ့ပတ်သက်တဲ့ဒီတရုတ်ဘယ်လိုခေါ်မလဲယာစာတွေပေါ့ဗျာတရုတ်ဒီ gambling ယာစာတွေပေါ့နော်တရုတ် gangster တွေဒီ gangster တွေကိုဘယ်လောက်လဲဆိုတရုတ် model 2ယောက်လားဂျပန် model 2ယောက်လား2ယောက်လားမသိဘူးခေါ်ပြီးတော့ထောင်ထဲထိသွင်းပေးခဲ့တယ်ဆိုတော့ပြောရလို့ရှိရင်ဒီပြဿနာကြီးကိုထိုင်းနိုင်ငံအဓိကအပြင်ထိုင်းရဲတပ်ဖွဲ့မှာရှိတဲ့အကျင့်ပြတ်ဝန်ထမ်းတွေအနေနဲ့ပြီးချင်မှုမရဘူးပြီးချင်မှုမရတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ဒီပြဿနာကြီးကိုမြန်မာတပ်မတော်ကနှိမ်နှင်းတာတွေအားပြော့သွားအောင်ထိုင်းနဲ့မြန်မာကြားမှာပြဿနာတွေပုံစံတနည်းနည်းနဲ့ဖန်တီးဖို့ကြိုးစားနေလို့ကျွန်တော်တို့ဒီလိုသုံးသပ်လို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီစောတော်နီတို့ဖရိုကွယ်တူးဝင်းတို့ဆိုတာပြောရရင်ကျွန်တော်တို့သိသလောက်တော့သူတို့ကထိုင်းနိုင်ငံသားခံယူထားတယ်လို့သိတယ်။ထိုင်းနိုင်ငံသားခံယူပြီးတော့ကရင်ဝတ်စုံဝတ်ပြီးမြန်မာပြည်ဘက်မှာလာပြီးလူပါဝနေကြတာ။ဒီဖရိုကွယ်တူးဝင်းတို့စောတော်နီတို့ဆိုတာအဲ့တော့သူတို့အနေနဲ့ထိုင်းရဲတပ်ဖွဲ့တို့ဟုတ်လားထားပါတော့ထိုင်းရဲတပ်ဖွဲ့တွေကအချင်းပြတ်ဝန်ထမ်းတွေရဲ့ဘယ်လိုခေါ်မလဲမြောက်ပေးမှုရအခုကျွန်တော်တို့ဒီKK Back တို့ရွှေကုတ်ကိုတို့မှာကြားပြန်တိုက်ဖြတ်ရေးလုပ်နေတဲ့ဟာလာမြန်မာတပ်မတော်တို့ BGF တို့ပုံစံမျိုးမျိုးနဲ့နှောက်ယှက်မှာပဲဒါရှင်းတယ်အခုကလာထားပါတော့မြန်မာတပ်မတော်ကဒီကြားပြန်နဲ့ပတ်သက်တဲ့
လူတွေနဲ့တိုက်ပွဲဖြစ်တယ်ဒီလိုဖြစ်တဲ့နေရာမှာမြန်မာတပ်မတော်ပြစ်လိုက်တဲ့ကြည်တန်းထိုင်းနဲ့ကြတယ်ဆိုတော့ဒါတွေကဘာလဲဆိုတော့ international attention ကိုယူပြီးတော့မြန်မာတပ်မတော်ကိုပုံသဏ္ဍာန်အမျိုးမျိုးနဲ့နာမည်ဖျက်ချင်တာဒါရှင်းရှင်းလေးအဲ့တော့ဒါကြောင့်လည်းပြောရရင်နိုင်ငံတော်အကြီးအကဲကလည်းပြောတယ်ဒီကြားဖြန့်တိုက်ဖြတ်ရေးလုပ်ငန်းဟာအမျိုးသားရေးတာဝန်ဖြစ်တယ်ဒါပေမဲ့ဒီဟာကဘယ်လိုလဲဆိုတော့ဘယ်လိုခေါ်မလဲနိုင်ငံနှစ်ခုကြားမှာအနီးကပ်တည်ရှိနေတဲ့အတွက်ဒီဟာကို demolish လုပ်တာတွေဟဲ့လားအဆောက်အဦတွေကိုကျွန်တော် demolition လုပ်တာတွေနောက်ပြီးတော့ဒီကြားဖြန့်အုပ်စုတွေကိုပြောရရင်တိုက်ပွဲတွေနဲ့တိုက်တာတွေဟာတတိထားလှုပ်ဆောင်အောင်အချက်တွေဖြစ်တယ်ဆိုတော့အများတန်းသူတို့ဒါမျိုးသူဝင်ဖြစ်တာတွေရှိတယ်ဘာကြောင့်လဲဆိုတော့ဒီ KNL ဟာမစားရတဲ့အမေတေချာပေါက်တဲ့ပတ်မှာတေချာတယ်ဘာကြောင့်လဲဆိုတော့ဒီကြားဖြန့်ကရတဲ့ဝင်ငွေတွေနဲ့ဇော်ရီဆိုးအုပ်စုတွေရှင်းတန်းလှုပ်ရှားနိုင်တယ် PDF အုပ်စုတွေရှင်းတန်းလှုပ်ရှားနိုင်တယ်အခု Progress Win တို့ဟုတ်လားဒီစောတော်နီတို့ KNL အုပ်စုတွေဒီကြားဖြန့်ရတဲ့ပတ်စံတွေနဲ့ရက်တည်နေတာတဖြည်းဖြည်းနဲ့ဒါတွေကရုံလုံးပေါ်လာတယ်ဒါကြောင့်မို့သူတို့အနေနဲ့ဒီကြားဖြန့်ကြီးကိုတက်မတော်နဲ့ဟလာဒီ BGF ကစပြီးတော့ဖျက်ဆီးပါပြီကင်တွယ်ပါပြီဆိုကြတဲ့ကိုကဒီအုပ်စုတွေကပြောရရင်ကောလာဟလသတင်းတွေမစားရဝကမှန်သတင်းတွေနဲ့ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဘယ်လိုခေါ်မလဲဝါဒဖြန့်လှုပ်ကြည့်ရတယ်လှုပ်ပြီးတော့မကြည့်ရင်သူတို့ကပဲကြားဖြန့်ကိုတိုက်နေသူတို့ပုံသဏ္ဍာန်မျိုးမျိုးနဲ့ဝါဒဖြန့်နေတာကိုတွေ့ရတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဘာလဲဆိုတော့ဒီလက်ရှိအနေအထားမှာဒီကြားဖြန့်ဟလာဒီရွှေကုတ်ကိုတို့ KK ဘတ်တို့ကိုတက်မတော်ကတိုက်လိုက်တာဟာ Progress လို့ဥဆောင်တဲ့ KNU ရဲ့အသင်းနှလုံးနောက်ပြီးတော့ဇော်ဝေဆိုးဥဆောင်တဲ့ NUG နဲ့ PDF ရဲ့အသင်းနှလုံးကိုတိုက်လိုက်ခြင်းဖြစ်တယ်လို့ကျွန်တော်တို့ဒီလောက်ထိသုံးသပ်လို့ရတယ်အဲ့တော့ဒီကြားပြန်ကိုရှင်းပြီးနောက်ပိုင်းမှာဇော်ဝေဆိုးအုပ်စုတွေ Progress တို့အုပ်စုတွေဟာတဖြည်းဖြည်းနဲ့အားပြော့သွားနိုင်တယ်လို့အဲ့လောက်ထိတောင်ကျွန်တော်တို့သုံးသပ်လို့ရတယ်ဆိုတော့ဒါကြောင့်မို့ကျွန်တော်ဒီသတင်းလေးကိုသုံးသပ်တာဖြစ်တယ်လို့နော်ပြောရင်းနဲ့ကျွန်တော်မြန်မာဟတ်တော့ရဲ့နေ့စဉ်သတင်းသုံးသပ်ချက်ကိုကျွန်တော်ဒီမှာဆုံးသက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်